လူငယ်လေးတယောက်ကိုတောထဲမှာဆာမူရိုင်းတွေကဝိုင်းလိုက်နေကြပါတယ်။အဲ့ချိန်မှာဝါပြီးတပည့်ကိုခုတ်လိုက်ပြီးတော့လူငယ်လေးရဲ့ပုံစံကသပင်းဖြူဝတ်စုံကလည်းအဖြူနဲ့ဓာတ်တစ်ချောင်းခါမှထိုးထားတာကိုတွေ့ခဲ့ရပါတယ်။သူနောက်ကိုလိုက်လာတဲ့ဆာမူရိုင်းတွေကတော့စုစုပေါင်း၄ယောက်ဖြစ်ပြီးဓာတ်တွေကိုစီနဲ့လူငယ်လေးကိုချိန်နှားကြတာပါ။ကောင်လေးကခက်တီနဲ့ထားဖိုက်တော့ပဲအနေထားနဲ့ရည်ချင်အောင်မလုပ်နဲ့ဆိုပြီးပြောကထပ်ပြေးသွားပါပြီ။ဟာဒီကောင်ထပ်ပြေးပြီးလိုက်ကြစမ်း။ဓာတ်သုံးဖို့တားမြစ်ပြီးကလေးကဘသူကဒီလိုဟာမျိုးကိုဂယူးဆိုင်လို့တော့သူကတော့ကေတိုကီဆာကာတာပါထေရှားတဲ့မှတ်သားအနေနဲ့တဘာဝတိုင်းကောက်နေတဲ့သပင်ရှိပါတယ်အချိုကြိုက်ပြီးအချိုစားလုံးနဲ့ပြီးတော့သူကအဓိကဇက်ကောင်ဖြစ်ပါတယ်ကေတိုကီကအုံနေရတစ်ခုပေါ်ခုန်တက်လိုက်ပြီးတောင်းပန်ပါတယ်ဒါပေမဲ့ Lady 4 TV show ကြီးရရှိသေးတယ်ဒီလိုပြောပြီးအုံနေရတစ်ဖက်ကိုခုန်ဆင်းချလိုက်ပါတယ်အဲ့ဒီအချိန်မှာ Gin ဆိုပြီးတော့အော်ကာပြေးတာသူကတော့ရှင်ပန်ချီပဲဖြစ်ပါတယ်ရှင်ပန်ချီရဲ့နောက်မှာလည်းလူ၄ယောက်လောက်လိုက်လာတွေ့ခဲ့ရပါတယ်ရှင်ပန်ချီကတော့လူရိုးလူရည်တွေဖြစ်ပြီးတော့ဆာမူရိုင်းစိတ်သက်ရှိလာအောင်ဒီတိုကီစီမှာအလုပ်လုပ်နေတဲ့သူပဲဖြစ်ပါတယ်ဘလိုပဲဖြစ်ပြေးတာဆိုပြီးနှစ်ယောက်သားထပြီးပြေးကြပါပြီတိုက်ကြိုတိုက်ကြအိမ်ကြိုအိမ်ကြားတွေပါထွက်ပြေးခဲ့ကြပြီးနောက်ကဆာမူရိုင်းတွေကလည်းလိုက်လာကြပါတယ်တာမန်ရက်ကတ်တွေကနေတိုက်ကြီးတကြီးနဲ့ရှင်ငယ်တွေပါရှိနေတဲ့ဘက်ချမ်းကိုရောက်သွားပါတယ်အဲ့ချိန်မှာပဲဂီတိုတို့နောက်ကိုလိုက်လာတဲ့ဆာမူရိုင်းတွေကိုအကောင်တကောင်စီးလာတဲ့ကလေးမလေးတယောက်ကဝင်တိုက်လိုက်ပါတယ်အဲ့ဒါကတော့ကာဂူရာဖြစ်ပြီးစကြရာတွေကအတန်မာဆုံးဖြစ်တဲ့ယာတိုကလန်ကပါသူကချစ်စရာတော့ကောင်းတယ်ဒါပေမဲ့စကားပြောကြမ်းပါတယ်သူစီးလာတဲ့ကြောင်လိုခွေးလိုပုံစံကောင်လေးကတော့ဆာဒါဟာရုပဲဖြစ်ပါတယ်ကာဂူရာရဲ့အိမ်မွေးထိတ်ဆန်စမ်းကျဲတဲ့အေယာမသက်တော်ပါကြည့်ပါဦးသူတို့စိတ်ဆိုးသွားပြီတင်တယ်ကာဂူရာအနေနဲ့ဒီကနေထွက်သွားရင်ကောင်းမယ်ဆိုပြီးဟိုနှစ်ယောက်ကလည်းထွက်ပြေးသွားပြန်ပါပြီဆာမူရိုင်းတွေကလည်းကာဂူရာကိုဒေါသထွက်နေကြပြီးမြင်လို့ခဏနေ Lady 4ကလာတော့မှဆိုပြီးကာဂူရာကလည်းပြောနေပါတယ်တင်ဆက်သူတိုရှီယိုရှီဘာကသမီးတို့ကိုစောင့်နေရထင်နေဆိုပြီးဆာဒါဟာရုကိုစီးကထွက်ပြေးပါပြီသူတို့နေတဲ့မျိုးပေါ်မှာလေတင်မောတွေကလည်းပြန်လဲရှိနေကြတာပါသုံးယောက်သားကလည်းပြေးလာနေကြရင်တနေရာမှာတော့တိုက်ကြားတဲ့နေရာနေနဲ့ပိတ်မိသွားပါပြီမင်းတို့တော့ပြီးသွားပြီကွာအဲ့ဒီမှာကင်တိုကီကဆရာကြီးထားနဲ့မင်းဘာပြောနေရလဲငါတို့ကတမင်အဖမ်းခံလိုက်တာဟာကာဂူရာကလည်းကျေးဇူးတော်တင်တဲ့နဲ့ဆာမူရိုင်းတွေကတယောက်ကလည်းဘာပြောလဲခွေးတောင်ကတမျိုးလုံးပတ်ပြေးနေပြီးတော့မှအခုမှဒီလိုလာပြောနေနဲ့မင်းတို့ကဘယ်အဖွဲ့ရလဲပြီးတော့မင်းတို့ကငါတို့အဖွဲ့ကိုထောက်လန်းလုံးနေတဲ့တရှိုးရမလားမင်းတို့မတက်ခင်ငါတို့ကမင်းကိုတတ်ပေးမယ်မင်းတို့ကဘယ်ရလဲဆိုပြီးဓာတ်တွေကိုဆွဲထုတ်လိုက်ပြန်ပါပြီဂင်တိုကီတို့အဖွဲ့ကလည်းကောင်းပြီလေမင်းတို့ကမေးတယ်ဆိုတော့လေအိမ်မှုကိစ္စကစလူပြောက်တာအစုံမင်းတို့ဒုက္ခရောက်နေရင်ငါတို့စီကိုသာလာခဲ့ပါငါတို့ကဘယ်လောက်ကိုမဆိုလုပ်တယ်ငါတို့ပတ်စံရတဲ့ဘယ်လောက်ကိုမဆိုလုပ်ပါတယ်သူတို့အဖွဲ့ရဲ့နာမည်ကအစုံလို့ဂင်ပဲဖြစ်ပါတယ်အဲ့ချိန်မှာပဲဆာမူရိုင်းနေနဲ့သူတို့အဖွဲ့ရဲ့ကြားတဲ့ကိုကြောင်နဲ့လေးတစ်ကောင်ကညှောင်းဆိုပြီးတော့ဝင်လာပါတယ်သူတို့ကအဲ့ဒီကြောင်လိုက်ရှာနေကြတာပါဒါကယာမာတိုဝါရဲ့ကီရိုမီဆိုတဲ့ကြောင်ပဲဖြစ်မယ်သူတို့ကအဲ့ဒီကြောင်လေးရဲ့တပ်ပုံနဲ့ကြောင်လေးကိုလိုက်ရှာနေကြတာဖြစ်ပါတယ်ရေကြီးမှုတ်ကြွေးပြီးကြောင်လေးကိုဖမ်းဖို့လုပ်ပေးမယ်ကြောင်လေးကထွက်ပြေးသွားလို့ဂီတိုကီတို့အဖွဲ့လည်းလိုက်သွားရပါတယ်ဆာမူရိုင်းတို့ကတော့အဖက်မလုပ်ပဲထားသွားခဲ့တာပါကြောင်တော့ကိုလိုက်နေရင်ဂီတိုကီကကားလမ်းမပေါ်ရောက်မှကားတိုက်ခံလိုက်ရလို့လွင့်ထွက်သွားပါသေးတယ်ကျွန်တော်တို့ရဲ့နေမြေကိုအရင်ကဆာမူရိုင်းမျိုးတော်လို့ခေါ်ပါတယ်လွန်ခဲ့တဲ့နှစ်20ကအာမန်တိုလို့ခေါ်တဲ့ဂျိုသားတွေရောက်လာပြီးကလေးကဓာတ်သုံးခွေတားမြစ်ခံရပြီးဆာမူရိုင်းတွေရဲ့ဘဝဟာညီကုန်းချုပ်ခဲ့ရပါတယ်ဒီလိုခက်ခဲတဲ့အချိန်မှာဆာမူရိုင်းစိတ်တက်တဲ့လူတစ်ယောက်ကြံနေပါသေးတယ်သူရဲ့နာမည်ကတော့ဆာကာတာဂင်တိုကီပဲဖြစ်ပါတယ်ကာဂူရာနဲ့ကျွန်တော်ရှင်ပန်ချီဟာအစုံလုံးကင်စီမှာအတူတူလှုပ်လှုပ်နေပါတယ်ကျွန်တော်သူစီမှာလှုပ်လှုပ်တာတစ်နှစ်လောက်ကြာပါပြီဒါပေမဲ့သူတခါမှလစာမပေးဘူးပါဘူးကာရီယာရှိရှိမူဝါတို့ဟာရှီမိုမိုတိုနဲ့ပူးတို့ကိုလာပြီးမိတ်ဆက်ပါတယ်ရှီမိုမိုတိုကအရင်ဆုံးဒီစီမန်ကိန်းကြီးရဲ့ချက်ကိုကြည့်ပေးပါဆိုပြီးစာရွက်ထပ်လိုက်ကြီးကိုကာရီယာစီကိုထိုးပေးခဲ့ပါတယ်ကာရီယာကတော့ဒါဘာတွေပြောတာလဲငါနားမလဲဘူးဆိုပြီးစာရွက်တွေကိုဆွဲဖြတ်ပစ်လိုက်ပါတယ်ဒါကຫນွေဦး enemy အတွက် presentation လားဘာလားဟာတစ်ဖက်မှာတော့တိုရှီရိုကကိုကြောင်ကိုဝမ်းနဲ့ခြံတကူတဲကိုဝင်လာပြီးခြံတကားကိုဖွင့်ပေးလိုက်ပါတယ်အဲ့ဒီမှာထွက်လာတဲ့အဖွဲ့ကတော့ရှင်ဆန်ကူမီဆိုတဲ့အစိုးရအထူးရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်ဒါကတော့ဟီဂျာကတာဖြစ်ပြီးရှင်ဆန်ကမီရဲ့တူကောင်းဆောင်သူကညံအလွန်ကောင်းပါတယ်။အိုကီတာကတော့ရှင်ဆန်ကမီရဲ့ဓာရဲကျွမ်းကျင်ဆုံးတွေကတစ်ယောက်ပါ။သူတို့ကဒုတိယထပ်မှာအစည်းအဝေးလုပ်နေကြတာသူတို့၄ယောက်ထဲမှာတစ်ယောက်ကအာမန်တိုနှစ်ယောက်ကစီဝါရေးသမားပြီးတော့တစ်ယောက်ကသွေးအေးလူသက်သမားဟုတ်ပြီဒါဆိုရင်သွားကြရအောင်ဆိုပြီးပြေးထွက်သွားပါတော့တယ်။ဘော်ဒါအစည်းအဝေးထဲမှာတော့မစ္စတာကာရီယာစီရဲ့အထောက်ပံ့ကနေကျွန်တော်တို့အာမန်တိုစီကဘာရီရမှာလဲ။အခုလေးကျွန်တော်တို့ရဲ့လိုဝက်စိတ်ုံစီမှာလူစုပြီးတေချာနေရယူဖို့ပဲကြံတော့မယ်။ကာရီယာကလည်းဒီစင်မန်ကိန်းသာအောင်မြင်မယ်ဆိုရင်အဲ့တို့တစ်ခုလုံးက9ရက်လောက်ကိုရောက်ပြီဆိုပြီးတော့ကြိတ်ပြီးဝမ်းသာနေခဲ့တာပါတကားခေါက်တန်ကြားလို့အစီကံကောင်မလေးကတောင်းဖက်မလို့တော့တကားရပွင့်သွားပါတယ်ရှေ့ဆက်ကမီအဖွဲ့ကရောက်လာပါပြီမင်းတို့ကိုအလစ်ဝင်တိုက်တာကွာလက်နဲ့ချကြစမ်းဓာရီကန်ကအပေါ်တက်ကိုပြေးဝင်သွားတော့စပွဲနဲ့စားဝဲတောက်ပွဲတွေပဲကြံပြီးလူတွေကိုတော့တယောက်မှမတွေ့ရတော့ပါဘူး
ဖြစ်ချင်တော့ဟေချာကာတာရဲ့နောက်ကနေအိုဂီတာကလောင်ချာနဲ့သူ့ကိုပစ်လိုက်တာပါဟေချ်ကာတာကအဆုပ်လုံးရမ်းကြိုက်ပါတယ်စုံလုံးဆုပ်ပြီးအောက်ဘက်ကိုကုန်းကခြေထောက်ကဖုံကိုတုံးလိုက်တာကြောင့်ပစ်လိုက်တဲ့လောင်ချာကတော့သူ့ကိုမထိသွားခဲ့ပါဘူးမင်းကတတ်ဖို့ကြိုးစားနေရလားမဟုတ်ပါဘူးဟာတာလုံနေတာဟာတာဘာပဲပြောဟေချ်ကာတာကြီးကျွန်တော်ကြိုးစားသမျှတဲရဲရည်သွင်းဖြစ်ပြီးတော့တင်တယ်ဒါပေမဲ့ဟေချ်ကာတာတို့ကစီမံကိန်းဆောင်ရွက်တွေကိုတွေ့သွားတာပါဂင်တိုဂီတို့ရဲ့ရုံးခန်းမှာတော့ဂင်တိုဂီကအေးဆေးဆေးပဲ Weekly Shonen Jump မဂ္ဂဇင်းကိုထိုင်ဖတ်နေပါတယ်ငါဒီမန်ကဖတ်ဖို့အတွက်အသက်ကြီးလုံးနေပြီထင်တယ်ဒါပေမဲ့ငါအခုပဲဝင်ပြီးပြန်ပြီကာဂူရာကဟုတ်တယ်ကင်မန်ကဖတ်တာကဘိုင်လည်းမပြည့်ဘူးခမရဲ့သွေးကြောတွေကတခြားတက်ကလည်းပြောင်းလဲမှာမဟုတ်ဘူးရဲ့ဒါပေမဲ့ငါလည်းသိရလေဒါပေမဲ့ငါမန်ကဖတ်တာကိုစွဲနေပြီနောက်ထပ်မွေတော့လို့အမြဲတွေးမိရဒါပေမဲ့ငါအမြဲဝဲမိနေရပဲမတတ်နိုင်အဲ့ချိန်မှာပဲစဖိုမိုးဝစ်ဆောင်တဲ့ရှင်ပန်ချီကရောက်ချလာပြီးစရင်တစ်ခုကိုလာပြပါတယ်ငါတို့ဘာမှစားလို့မရတော့ဘူးထမင်းအောင်စားစရာမရှိတော့ဘူးဟာငါတို့ပတ်စံ3ညနာကိုကတ်နေပြီအဲ့ဒါကြောင့်ငါတို့နေရတာအဆင်မပြေတော့ဘူးဂင်တိုဂီကတော့စိတ်လျှော့မင်းက Weekly Shonen Jump နောက်မဝယ်နိုင်တဲ့သူမောင်လားပတ်စံမရှိဘူးဆိုတာကနာတာရှီယောဂလိုပဲဆိုတာကိုသိရမလားပတ်စံမရှိဘူးဆိုတာငါတို့ရဲ့ကံကြမ္မာပဲအဲ့ဒါနဲ့နေသားကြအောင်သာနေအဲ့ချိန်မှာပဲစာအုပ်တွေကလှုပ်လာလို့သူတို့အကောင်လုံးကငလင်လှုပ်တယ်ပဲထင်လိုက်ကြပါတယ်အခုနောက်ပိုင်းငလင်ကလှုပ်လိုက်ကြည်လားဟုတ်တယ်အထက်တန်းကျောင်းသားတစ်ယောက်ကကျောင်းသူ9ယောက်နဲ့တခါရဲဒေးလိုက်ရသလိုလှုပ်တာအဲ့ဒါတကယ်ရှိလို့လားဒါပေမဲ့ဂျမ်နေမှာတော့ရှိရလေအဲ့ချိန်မှာရုံခန်းရှိကနေလူခေါ်ဘဲကိုတီးတန်ကြားလိုက်ရပါတယ်အဲ့ဒါကသတင်းစာပို့တဲ့သူလားမသိဘူးရှင်မကြီးသူက stock share အကျိုးဆောင်ဆိုရင်တခြား stock share အကျိုးဆောင်နဲ့ပြောပြီးသွားပြီဆိုပြီးပြန်လွှတ်လိုက်တော့နော်ဒါပေမဲ့ကာကူရာကတော့သူကသာ stock share ရှင်ဆိုရင်နည်းနည်းတွေးကြိုဆိုရမှာလေရှင်မကြီးကတကားဖွင့်ကြည့်လိုက်တော့အရက်ပူပစ်ပြက်ပြောင်နေတဲ့ခေါင်းပေါ်မှာတချောင်းပဲရှိရဲ့သပင်ဘီနာကကြံရှိနေတဲ့သပင်တွေရတယ်သပင်ရှိပုံစံစုပ်ပွားပွားမျက်မှန်တလက်ဒီလိုပုံစံနဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီလူကတော့ဒီနေရာဟာအစုံလုံးခင်ဆိုတဲ့အကြောင်းကြားဘူးလို့လာလို့ပြောတော့သုံးယောက်လုံးကြက်တဲ့တင်နေလို့ဟိုလူကြီးကသူတို့ကိုပြန်နှိုးနေရပါတယ်အမှုတဲ့မလာကြပြီဖြစ်တာကြောင့်သူတို့သုံးယောက်လုံးကအံ့ဩသွားကြတာဖြစ်ပြီးထိုင်ကုန်မှာအေးအေးဆေးထိုင်ကစကားပြောကြပါတယ်အဲ့လူရဲ့နာမည်ကကတ်တိုကန်လို့ခေါ်ပြီးအရှင်တုန်းကရိုနင်တယောက်ပါငါတို့အခု2ရက်ဆက်တိုက်အမှုတွေရနေပြီလားဒီ enemy အတွက်အထူးတလဲပဲဟေးရှင်မကြီးဆိုရင်လက်ဖေးလာချတာလက်တရောင်တုံနေတာပါကတ်တိုကန်ကသူ့ရဲ့ဆုံးရှုံးသွားတဲ့ရန်3မီလီယံကိုပြန်လိုချင်တယ်လို့ပြောလာပါတယ်ကင်တိုကီတို့ကသူတို့ကဓမြတိုက်ရမယ်လို့ထင်နေတာပါကတ်တိုကန်ကခင်ဗျားတို့ကဒုက္ခရောက်နေတဲ့သူတွေကိုအကူအညီပေးနေတာမဟုတ်ဘူးလားကာကူလာကတော့ငါတို့ရဲ့အကျွေးကောင်အခုထိမပေးနိုင်သေးဘူးဆိုပြီးဒေါသထွက်ပါပြီကင်တိုကီကပဲအားလုံးကိုစိတ်လျှော့ဖို့ဝင်ပြောလိုက်ရပါတယ်ဒါပြင်အဲ့ဒီပတ်စံတွေရရင်ခင်ဗျားကဘာလုပ်မှာလဲကတ်တိုကန်ကလွန်ခဲ့တဲ့တစ်လသူ့အလုတ်ထွက်ခံနေမှအလုတ်ထုတ်ခံလိုက်ရပါတယ်လွန်ခဲ့တဲ့3ဘက်ကငွေလင်ခံရပြီးအိမ်မှာပြောင်းခဲ့တယ်နံပါတ်လောက်ကြတော့ကျွန်တော်ဇနီးနဲ့သမီးကစာလေးတစ်စောင်တော့မထားခဲ့ပဲကျွန်တော်ကိုခြံထားခဲ့တယ်တပတ်ကြတော့ဒီလိုမျိုးစကားကိုပြောပြီးဆက်မပြောပဲလက်ဖေးပါတောက်နေတာကြောင့်စိတ်ဝင်စားနားထောင်နေတဲ့ဟို3ယောက်ကတော့ဒေါသထွက်သွားပါပြီရှင်မန်ကြီးကတော့ပြောစမ်းဒီကန်ဆုံးပုံကြောက်မှုကြီးကအပတ်တိုင်းကိုကြားနေတော့မှလားဟာကာကူရာကလည်းနောက်ဆုံးဘက်ကဘာဖြစ်သွားလဲသိချင်တယ်ပြောပြပါအောင်ဆိုပြီးခုံဆွဖြစ်နေပါပြီကက်တိုကန်ကိုဂင်တိုကီတို့ကအိုတိုဆိုတဲ့အမျိုးသမီးစီကိုခေါ်သွားပါတယ်အိုတိုကဂင်တိုကီရဲ့ရုံငန်းပန်ရှင်မှာရုံငန်းရောအိမ်ရောတစ်ခုတည်းဖြစ်ပြီးဂင်တိုကီတို့ကအိုတိုစီကနေငှားထားတာဖြစ်ပါတယ်အိုတိုကမုန်းဆိုင်တဲ့ဆိုင်ဖွင့်ထားပြီးအခုအိုတိုစီကိုရောက်တော့ဂင်တိုကီတို့ကသူတို့ပတ်စံအကြောင်းကိစ္စကိုပြောပြလိုက်ပါတယ်ကက်ထရင်းဆိုတာကတော့အိုတိုရဲ့ဆိုင်မှာအလုံးလုံးနေတဲ့တခြားကြိုဝါလာတဲ့ရွှေပြောင်းလုပ်သမားဖြစ်ပါတယ်ကက်ထရင်းကအရင်ကတခိုးလဲလုပ်ခဲ့ပူပါတယ်အိုတိုကနီလန်တစ်ခုတော့ရှိအောင်မှာပါလို့ပြောပြီးနေရာတစ်ခုကိုရောက်သွားကြပါတယ်အဲ့ဒီမှာဆရာဝန်ဝစ်ဆောင်တဲ့လူတစ်ယောက်လည်းရှိနေပါတယ်မင်းတို့မှာ2ခုတောင်ရှိရဘာလို့တစ်ခုကိုမရောင်းနိုင်ရမှာလဲမင်းတို့ယောက်ျားပြီးတိုင်းတစ်ခုကိုရောင်းတဲ့နဲ့သူတို့ဘာရောင်းမှုကြံစီနေလဲဆိုတာကိုတော့မပြောပြတော့ပါဘူးပြိတ္တကြီးလည်းသိမှာပါဂင်တိုကီကတော့ဒါအလုံးဖြစ်ဦးတဲ့ဆိုင်ကွန်ပြန်လာတော့မန်နေဂျာကနေမျက်မှန်တက်လိုက်ပြုတ်ကြတာကိုတွေ့ခဲ့ရပါတယ်အဲ့တော့ကတော့နင်ဂျာရဲ့သုံးဆောင်ပစ္စည်းဖြစ်တဲ့ပျောက်ကွယ်စေတဲ့ဖြာနဲ့ဖုံးထားတဲ့ဆာရူတိုဘီပဲဖြစ်ပါတယ်ဆာရူတိုဘီကိုဟတ်ချန်ဆိုပြီးနာမည်ပြန်ခေါ်ကြပါတယ်ဟတ်ချန်ဘာလို့မျက်မှန်မတက်ထားရလဲခင်ဗျားတို့သူများတွေအမြင်ကလိမ့်မယ်ခင်ဗျားပုံစံကျွန်တော်နဲ့တူလဲကိစ္စမရှိပါဘူးလို့ရှင်မန်ကြီးကပြောလာခဲ့ပါတယ်ဟတ်ချန်ကဆာဒါဟာရူကိုပုတ်တက်နေလို့ဆာဒါဟာရူကပါဇက်တဲ့ဟတ်ချန်ရဲ့ခေါင်းကိုထင်းကုန်ထားလိုက်ပါပြီရှင်မန်ကြီးကတော့ခင်ဗျားကမျက်မှန်တက်ထားရင်မှတ်မိမှာဒီလိုမျိုးဖြစ်เสียအကြောင်းမရှိဘူးတကယ်ကဟတ်ချန်ကဆာဒါဟာရူကိုဂင်တိုကီထင်းနဲ့တွားပြီးပုတ်တက်နေခဲ့တာပါသူကဂင်တိုကီကိုတစ်ဖက်သက်ကြိုက်နေတာအခုလဲဟတ်ချန်ကနဘောနမဲနဲ့သူ့ရဲ့ဝေးလျှော့တဲ့အစားအစာတစ်ခုကိုပကံလုံးနဲ့ထက်ကမှွေနေချော်လဲသွားပါတယ်ဒါကြောင့်အစားတောက်တွေကဂင်တိုကီရဲ့ခေါင်းပေါ်ပြုတ်ကျသွားခဲ့ပြီးဟတ်ချန်လည်းလဲကျသွားခဲ့ပါတယ်စီကျမဒီလိုချေချနစကားတွေပြောတယ်ပေါ့လေကဲဆက်ပြောပါဦးကျမထန်လာပြီတပတ်မှလည်းကတ်တိုကန်စီကိုရှီမိုမိုတိုနဲ့ပူးကရောက်လာပါတယ်ရှီမိုမိုတိုကအနေကောင်းတယ်မလားကတ်တိုဘ
မင်းစာချုပ်မှာဒီလိုတေချာမကြည့်ပဲတစိမ့်တုံးထုခဲ့ရသလားကွာနောက်တစ်ခါမင်းသဘောတူညီမှုမလုပ်ခင်တေချာဂယုဆိုင်ခဲ့တဲ့နဲ့ကတ်တိုကအင်ကိုပြန်ဝယ်မယ်ပြောတော့ဘယ်တော့မှမဖြစ်နိုင်လို့ပူးကပြန်ပြောပါတယ်ဟိုနှကောင်ပြန်တော့ဟတ်ချန်ကရှင်ဒီကိစ္စကိုပြန်ပြီးစဉ်းစားတဲ့နဲ့ကျွန်မကျွမ်းကျင်လူသက်သမားဖြစ်ကလေးကလုံးကြံတက်ဖြည့်ရသမားလုံနေတာသူတို့ကိုလာတက်အောင်အခုပဲသူတို့ကိုတက်ပြီးဖြာနဲ့လိပ်ပြီးမြောင်းနဲ့ပြချရအောင်ကတ်တိုကသူ့ရဲ့တောင်းဆိုမှုကိုပြန်ပြောင်းချင်တယ်လို့ပြောလာပါတယ်အဲ့ဒါကသူတို့ကိုတက်ပြစ်ဖို့တော့မဟုတ်ပဲကျွန်တော်ဒီတက်ပိုတန်မာလာချင်တယ်လို့ပြောလာတာပါကင်တိုကီကဘာပဲဖြစ်သူ့ပတ်စံကိုငါတို့100ဖြစ်ဖြစ်200ဖြစ်ဖြစ်ပြန်ရအောင်ပြန်ရှာပေးရမယ်လုံးစရာလည်းနည်းနည်းရှိသေးလို့ဒီနာတော့အောင်မယ်ဆိုပြီးထွက်သွားခဲ့ပါတယ်ဒါကတော့ရှင်းဆန်ကုမ္ပဏီအစိုးရအထူးရဲတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကွန်တိုအီဆာအိုပဲဖြစ်ပါတယ်။ H ကာတာကစီမံကိန်းဆောင်ရွက်တွေကိုအီဆာအိုကိုလာပြတာပါ။ဒါပေမဲ့ဆောင်ရွက်တွေကဘာလို့ဆိုလို့မှအီဆာအိုကတော့နားမလဲပါဘူး။အာမာတိုတွေရဲ့အစီအစဉ်အသေးစိတ်အချက်လက်လို့ကျွန်တော်ပြောတာကိုတယောက်ယောက်ကတော့အီဒိုမှာဖင်ရားကိုကြံစီနေပြီထင်တယ်။ဒါပေမဲ့အီဆာအိုကဖင်ရားကိုကြံစီရဲဆိုတာဘာလဲဆိုပြီးပြန်မေးလိုက်ပါတယ်။ကျွန်တော်ပြောတဲ့စကားကိုတစ်ခါမှမကြားဘူးလားဟာ။ Tristar ဆိုတဲ့တန်ရုံးရှိကိုကင်တိုကီကရောက်လာတော့ကိုတရိုကတ်ဆူရာကိုတွေ့ပါတယ်။ကတ်ဆူရာကတော်လန်ရေးခိုင်းဝင်အာဗန်ဒိုခေါ်ဂျိုသားတွေကိုပုံကံမှုဂျိုသားနေသူပါသူဝင်းထဲမှာပင်ကွင်းပုံစံဖြူနဲ့အကောင်ကြီးကတော့အဲလီဇဘတ်လို့ခေါ်ပါတယ်ဘာကောင်လဲဆိုတာတော့မသိရသေးပါဘူးကတ်ဆူရာကဂျင်နာတဝိုင်းမှာအမန်ဒိုတယောက်ကဒီလိုတစ်ခုလုံးကိုဖျက်ဆီးဖို့ကြံစည်နေတယ်ဆိုတော့ကောလာဟလာကိုကြားထားပါတယ်အမန်ဒိုကဘာလို့ဒီကိစ္စကိုလုပ်ရမှာလဲငါလည်းမပြောတတ်ပါဘူးဒါပေမဲ့ဒါသာအမှန်ဆိုရင်ငါတို့သူ့ကိုချိန်မုံပြမှန်ရမယ်ကင်တိုကီမင်းဒီမှာဘာလုပ်နေရလဲတော့ငါမသိဘူးတတိရှိနေတာတော့ကောင်းမယ်တန်ယုံဆိုတာတခြားနိုင်ငံနဲ့ချိတ်ဆက်ထားတာကွာကင်တိုကီကကတ်ဆူရာကိုအမြဲတမ်းဇူရာလို့မှားခေါ်နေကြပါတန်ယုံရဲ့တောက်ချိုးအကွေ့လေးချားမှာတော့ဦးလေးတယောက်နဲ့ကင်တိုကီကသွားတွေ့ခဲ့ပါတယ်တပတ်မှာတော့ကြောက်တုံးကြီးကြီးကိုကတ်ဆူရာကလောက်ကဆောင်နဲ့ရိုက်ချပြီးနှစ်ချမ်းခွဲပစ်လိုက်တာပါအဲ့ဒါကိုအခုမှကိုခိုင်ပညာစားတင်နဲ့ကတ်တိုကန်ကိုလိုက်လို့ကြည့်ခိုင်းပါတယ်ဟာ तू ကအခုမှလုပ်လို့ရပါမလားဟာနင်ဘာတွေပြောနေရလဲဒီလောက်လိုလေးကိုဒါကြောင့်ရှင်ပန်ချီကတော့ကတ်တိုကန်ကိုတစ်သားတားနဲ့အရင်စတင်ပေးပါတယ်ရာဆိုပြီးရှင်ပန်ချီကိုခုတ်ခုတ်ပြေးဝင်လာတဲ့ကတ်တိုကန်ကတော့ကြာတော့နှင်းပြီးချော်လဲကျသွားပါပြီကေတူကီနဲ့တွေ့တဲ့ဦးလေးကြီးကတော့မကြခင်ကစားပွဲကစတင်တော့မယ်နော်မင်းဒီလိုလျှောက်သွားနေမယ်ဆိုရင်တခုခုဖြစ်လိမ့်မယ်အနည်းဆုံးတော့ဘာဖြစ်ဖြစ်ငါ့ကိုတက်ချင်တဲ့အကြောင်းအရာလေးကိုတော့ပြောပြသွားခဲ့ပါဦးဦးလေးကြီးကတော့အခုတလောစူးစူးညံ့ညံ့လုံနေတာကင်တိုကီလိုပဲထင်နေခဲ့တာပါအဲ့ဒါဇူရာလေးငါမဟုတ်ဘူးဟာကတူကန်တော့သူဆက်ပြီးတန်မာလာတော့မယ်မထင်တော့တာကြောင့်လေးချင်းရင်ကိုဒီမှာရက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရှိမူရာဆိုတော့ဘာလို့လဲကင်တိုကီရဲ့အမိမတိတက်ခတ်ရတမလားပြီးတော့ဖင်ရားမှုကြီးလုံနေတဲ့အမန်တိုဆိုတာကလည်းဘာလဲကတ်တိုကလည်းတကယ်လက်လျှော့တော့မှာလားဒီမှာရှိတဲ့သူတွေကိုတော့နှုတ်ဆက်ချိန်ကြားရောက်လာပါပြီကျန်တဲ့သူတွေကတော့ဆက်ပြီးစောင့်ကြည့်နေကြပါဒီမှာနဲ့ဂေတမာအပိုင်းတစ်ကပြီးဆုံးတော့ပါတယ်ဂေတမာကရှိမှုရာကိုစံကောက်ဆိုပြီးတော့နှိမ်နေရပါသူ့ရဲ့စပင်တွေကကောက်နေလို့ဖြစ်ပါတယ်အဲ့ချိန်မှာပဲဓာတ်သုံးနာကိုတားမြစ်ထားရဲဆိုရဲစပိန်နဲ့လူကြီးတယောက်ကလာပြောပြပါတယ်အဲ့ချိန်မှာဂေတမာကတစ်သေးတစ်ခုကိုချီမူရာရဲ့ဓာတ်ပေါ်ပစ်ချလိုက်တာပါဩတိဗီတီမင်းတို့ကရှိုးအတွက်လေ့ကျင့်နေကြတာကိုဟုတ်တယ်အဲ့လိုစကားပြောနေတော့မှပဲခင်တမာကပျောက်သွားပါပြီကတိုကန်ကိုလေးချင်းပေးတဲ့နေရာမှာတော့ရှင်ပန်ချီကိုကျိုးနဲ့ချီပြီးတက်ပင်မှာချိတ်ထားတာကိုတွေ့ရပါတယ်ကာဂူရာနဲ့ဆာရိုတိုဘီတို့ကတော့နေဝင်တဲ့ဘက်ကိုထိုင်ကြည့်နေကြတာပါအဲ့ချိန်ခင်တမာရောက်လာပါတယ်မင်းတို့ဘာလုပ်နေရလဲနေဝင်တာကိုထိန်းချုပ်ဖို့ကြိုးစားနေကြတာလားကတိုကန်ထွက်သွားတဲ့အတွက်ကာဂူရာတို့ကဂင်တိုကီကိုတောင်းပန်ပါတယ်အော်သူကငါ့ရဲ့အမှုတယ်ပဲရှင်ပန်ချီကလည်းသူ့ကိုအမြန်အောက်ချခိုင်းနေတာပါအီဗီကတော့ရှင်ပန်ချီနဲ့ကာဂူရာထမင်းနေစားကြပါတယ်ထိုးစံတိုင်းကာဂူရာကတော့ထမင်းကိုစလုံးထဲကိုတီးနေရပါအဲ့ဒီချိန်မှာပဲအိုတဲဆိုတဲ့ရှင်ပန်ချီရဲ့အမကရင်နွေးချမ်းကွက်လာပို့ပါတယ်သူ့ဖေချန်ခဲ့တဲ့ဒိုဂျိုကိုဆက်လက်ထင်းနေနိုင်မှုအချိန်ပိုင်းလို့လုပ်နေသူလည်းဖြစ်ပါတယ်အိုတဲကကင်တိုကီကိုယုံကြည်ဖို့ပြောနေပေမဲ့အီဆာအိုကရောက်လာပြီးမဟုတ်ဘူးသူကယုံကြည်ဖို့မထိုက်တန်ဘူးအိုတဲဆိုပြီးလာပြောခဲ့ပါတယ်ဒါကြောင့်အိုတဲရဲ့စောက်ကန်တာကိုပဲခံလိုက်ရတာပါညဘက်ရောက်သွားပြီးဟက်ကာချန်ဆိုတဲ့ဘားမှာကတ်တိုကန်ကတောင်းရင်စားရင်ကြေကွဲနေခဲ့တာပါအဲ့ချိန်မှာကင်တိုကီကဘေးကနေရောက်လာပြီးထမင်းနဲ့ပဲပြုတ်ကိုကတ်တိုကန်ကိုလာကျွေးခဲ့ပါတယ်ကတ်တိုကန်ကမင်းကိုငါပြောဖို့ပါတယ်ငါအလုပ်ထုတ်ခံရတယ်ပြီးတော့ငါမိသားစုကလည်းငါ့ကိုပြစ်သွားတယ်ပတ်စံနေလည်းကုန်သွားတယ်ဟုတ်တယ်မလားအရင်ကငါကအယောင်းဝန်ထမ်းလေးတယောက်ပြီးတော့ပတ်စံနေဆိုပြီးကိုပိုင်လေးတစ်လုံးကိုဝယ်နိုင်ခဲ့တယ်အခုချိန်ကနားမလည်သေးဘူးငါဘာမှလည်းမလုပ်ခဲ့ပဲနဲ့ကုမ္ပဏီကငါ့ကိုအလုပ်ထုတ်လိုက်တာလေအဲ့တော့ငါအရက်တွေတောက်တယ်ပြီးတော့အဲ့ကောင်တွေငါတစ်စိတ်တုံးကိုသဘောမတူပဲစာချုပ်မှာအတင်းထုလိုက်တယ်ကွာမကြောက်လမ်းရှက်တွေရောက်လာပြီးစာချုပ်တူကိုပြပြီးတော့ငါတို့ကိုအိမ်မော်ကနေဆင်းခိုင်းတယ်ငါမိဘကသူတို့နှိမ့်ဆက်တဲ့တန်ကိုမခံနိုင်တော့လို့ငါသမီးကိုခေါ်ပြီးထွက်သွားတယ်အပတ်တိုင်းတစ်ခုပြီးတစ်ခုဖြစ်နေတာပါအိမ်မော်ကမဆေးရခဲ့အပတ်တစ်ခုမှာသူ့သမီးစီကနေစာတစောင်ကိုရရှိခဲ့ပါတယ်စာထဲမှာရေးထားတာကဖေဖေသမီးအိမ်ပြန်လာခြင်းနေပြီလို့ပဲရေးထားတာပါအဲ့ချိန်မှာကင်တိုကီကဆရာအေးထာနဲ့သွားစို့ဆိုပြီးစိုက်တန်းကနေထွက်သွားပါတယ်ကက်တိုကန်ကလည်း live လို့ပြင်တဲ့ချိန်စာရှင်ကလှမ်းဆွဲပြီးအရက်ဖို့ရှင်းခိုင်းတာပါ
ကင်တိုကီကဘာမှမရှင်းမဲနဲ့ထွက်သွားတာဖြစ်ပါတယ်စာချုပ်ကိုပြတ်သွားယူဖို့ကင်တိုကီကသွားမယ်လို့ဆိုပေမဲ့အရက်မူပြီးအန်အောင်အန်နေပါတယ်အဲ့ချိန်မှာပဲငလင်လှုပ်လာလို့ကင်တိုကီကပို့ပြီးတော့အန်မာတော့တယ်နောက်နေ့မှာတော့ကင်တိုကီကစိုက်ကလေးတစ်စီးကိုတုံးကထွက်လာရင်အရက်နာကျနေပါတယ်ဘေးနားမှာရှင်ပန်ချီနဲ့ကာကူရာလည်းပါလာပါတယ်ကက်တိုကန်နဲ့စာတာဟာတို့လည်းပါလာပါတယ်တန်ယုံရှိကိုရောက်လာကြတာဖြစ်ပြီးစာချုပ်ကိုဒီထဲမှာယူရမှာပါဒီရဲကိုဘယ်လိုခိုးဝင်ရမလဲစဉ်းစားနေမယ်ကင်တိုကီကတော့ဖောက်ဝင်မယ်လို့ပြောလာပါတယ်ကင်တိုကီကခြေထောက်နဲ့တစ်ချက်ပဲစောင့်ကန်လိုက်တာခြံတကားကြီးကတော့လွတ်ထွက်သွားပါပြီအစာအိုးကလူရှိတဲ့ပုံစံလည်းမပေါက်ပါဘူးဒါနဲ့အစာအိုးရဲ့တကားလေးပါတယ်ဖွဲ့ပြီးသူတို့ဖွဲ့ရအထဲကိုဝင်ရောက်သွားကြပါတယ်တနေရာရောက်မှတော့စားတောက်ဖွဲ့ရရင်လည်းပြည့်နှက်နေတဲ့အခန်းတစ်ခန်းကိုတွေးခဲ့ရတာပါစားတောက်တွေကနည်းနည်းလေးပဲရှိနေသေးတဲ့အတွက်အခုလေးရင်ထပ်သွားကြတာမှန်ရိတ်စားမိလိုက်ပါတယ်ကင်တိုကီတို့ကဘာပြောညမပြောနဲ့အစားတောက်တွေကိုဝင်တီးနေပါပြီဟေးမင်းတို့ဘာလုပ်နေကြရလဲငါတို့တွေစားတောက်ကောင်းတွေကိုဖြုံးတီးပြစ်တင်မှုလေဟုတ်တယ်မလားအဲ့ချိန်မှာပဲစိတ်မပူနဲ့ဘယ်သူမှမကြံတော့ဘူးဆိုတဲ့အတန်ကြီးကထွက်လာပါတယ်အပေါ်ကနေလှောင်ချိုက်ကပြုတ်ကျလာပြီးကင်တိုကီတို့ရှိနေတဲ့စားတောက်ဝိုင်းကလည်းလှောင်ချိုက်တစ်ခုတည်းကိုရောက်သွားတာပါအဲ့ချိန်မှာပဲကာရီယာနဲ့နောက်လိုက်တွေကထွက်ချလာပါပြီစာတာဟာရုံးနဲ့ကာဂူရာကတော့စားတောက်တွေကိုပဲဆက်လက်တီးထုံနေကြတာဖြစ်ပါတယ်ဟဲ့ကောင်နေမင်းတို့ကာတိုကန်ရဲ့စာချုပ်ကိုပြန်ပေးဆက်လို့ရှင်မကြီးကပြောတော့ဘာမင်းတို့စာချုပ်လေးတစ်ခုတည်းအတွက်နဲ့ဒီတိအောင်လိုက်လာတာလားကာရီယာကတော့ဒီကောင်တွေကိုအပြင်ကိုမောင်းထုတ်လိုက်လို့သာပြောပြီးပြန်လည်ထုတ်ခေါ်သွားခဲ့ပါတယ်အစာအုပ်ရဲ့ရှေ့ကလမ်းကဘေးနှစ်ဖက်ကိုပွင့်ထွက်သွားပြီးအောက်ထဲကနေရှင်ပြန်တစ်စီးကထွက်လာပါတယ်ဟက်ကာရှီမူရာယာမှာ1ထွက်ခေါ်ရအသင့်နေထားကာရီယာကရှင်ပြန်ထဲမှာအခန်းထဲတိုက်စီးတာဖြစ်ပြီးကျန်တဲ့3ယောက်ကပဲရှင်ပြန်ကိုမောင်းအောင်မှာပါကာရီယာရဲ့ရှင်ပြန်ထွက်သွားတော့ခြံထဲကခြုံပုတ်ထဲမှာလူတစ်ယောက်ရှိနေခဲ့ပါတယ်အဲ့ဒါကတော့ fish cutter ပဲဖြစ်ပါတယ်သူကတနေရာကိုဖုန်းနဲ့အကြောင်းကြားနေတာပါရှင်ပြန်မရောက်နေတဲ့ကာရီယာကတော့မင်းတို့ဒီ view ကိုဝအောင်ကြည့်တာဒါအန်ဒိုကိုမြင်ရတဲ့နောက်ဆုံး view ပဲရှင်မကြီးကလှောင်ချိုက်ကတန်ချောင်းတွေကိုချိုးဖို့ကြိုးစားနေပါတယ်ဒါပေမဲ့ကြံတဲ့သူတွေကတော့အစားတောက်တွေကိုပဲအေးစစ်စစ်ဆက်လက်စားတောက်နေကြတာပါကာဂူရာကတော့စားလို့မပြီးမချင်းမထဘူးလို့ပြောပါတယ်ကံကောင်းတော့တာကအဲလစ်ဘတ်တယောက်တည်းအပြင်ဘက်မှာရှိနေတာပါဟဲ့အဲလစ်ဘတ်မင်းဒီမှာပါလာတော့နေရလဲအဲလစ်ဘတ်နဲ့ဒိုကက်ဆူကလည်းပါလာပါတယ်မင်းတို့အရှိတကားကဝင်လာတဲ့ချိန်ကအနောက်တကားကဝင်လာတာဘီးကန်တက်တာတွေကဒါကိုတွေးခဲ့တယ်လက်ထဲမှာလည်းစာရွက်တရက်ကင်ထားတာပါအဲဒီစာရွက်တွေဟာကတ်တိုကန်ရဲ့စာချုပ်လို့ထင်ပေမဲ့ဘာစာချုပ်တွေမှန်းတော့သူတို့မသိရပါဘူးကက်ဆူရာကသူတို့ကအီရိုကိုဖျက်ဆီးဖို့ကြိုးစားနေကြတာသူတို့ကအခုငလင်လန်းချောင်းကိုတွေးရှိသွားပြီးတော့အာမန်တိုနီးပညာနဲ့ဆက်ကြီးစောင့်နေတယ်အဲ့ဒါကငလင်အကြီးကျယ်လှုပ်စေလိမ့်မယ်ပြီးရင်အီရိုကြီးပျက်စီးလိမ့်မယ်သူတို့ကဘာလို့အဲ့လိုလုပ်ကြရလဲသူတို့ကကာရီယာလမ်းရှက်ရဲ့လူတွေလေသူတို့ကအိမ်တွေကိုမတရားသိမ်းပိုက်တာဘာမှန်းထူးနေမှာလဲဒါပေမဲ့အာမန်တိုရဲ့ဆက်ကထင်တယ်လို့မကောင်းငလင်ကြီးတစ်ခုလောက်တာနဲ့ချက်ချင်းကိုပျက်စီးသွားတော့မှာငလင်အမက်ကတဲလွန်စာလေးပါလေးနဲ့တော့မရှိပါဘူးကာဂူရာမင်းစားရည်မလားလှောင်ချိုက်ကိုဖျက်လိုက်တော့ကာဂူရာကသူ့ရဲ့ထီးနဲ့တစ်ချက်ဖျက်လိုက်တာလှောင်ချိုက်ကပျက်စီးသွားပါတယ်ထွက်ဖို့အပေါက်လည်းရသွားပါပြီဘာလို့စောစောတည်းကမလောက်တာလဲဟာလို့ရှင်ပန်ကြီးကပြောနေပြီးကတ်တိုကန်ရဲ့အိမ်ကိုကင်တိုကီကမေးလိုက်ပါတယ်ကင်တိုကီနဲ့ရှင်ပန်ကြီးကဆိုင်ကယ်စီးကာဂူရာနဲ့ကတ်တိုကန်ကဆာတာဟာရုကိုစီးပြီးကတ်တိုကန်ရဲ့အိမ်ကိုသွားကြတော့မှာဖြစ်ပါတယ်ကတ်ဆူရာကတော့မင်းတယောက်ထဲသွားတာအနေများရယ်နော်သိပါတယ်ဒါပေမဲ့သွားဖို့ကလိုအပ်တယ်နောက်မှတွေ့မယ်ဇူရာမဟုတ်ဘူးကတ်ဆူရာဟာရှင်ပန်ကြီးကတော့အခုဒီမှာဘာတွေဖြစ်နေမှမသိရသေးပါဘူးရေဝါအဖြစ်သူတို့လှုပ်ချင်တာကအီဒိုကိုကွေးမြင့်ကြီးဖြစ်အောင်လုပ်ပြီးဈေးကောင်းကောင်းနဲ့ရောင်းချင်နေတာဒါဆိုကတ်တိုကန်အိမ်ကိုဘာလို့မဖြိုရရလဲဟုတ်တယ်အဲ့ဒါကငလင်ကြောပဲအဲ့ဒါကြောင့်မလို့သူအလုထုတ်ခံရပြီးအလိမ်မာခံနိုင်ရတာဒါသူတို့ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲအဲ့ဒီကိုသွားကြရအောင်အဲ့ချိန်မှာပဲကတ်တိုကန်ကခက်တီတီနဲ့ငါမင်းတို့ပြောစရာတစ်ခုရှိတယ်မင်းတို့သွားရလမ်းကမှားနေတယ်ဟမ်ဘာကာရီယာတို့ဘက်မှာတော့ဒါက Drifter Accurate Set သူတို့ထုတ်လုပ်နေတဲ့ငလင်းဆက်ကြီးဖြစ်ပါတယ်ဒီဆက်ကမစ္စတာကာရီယာရဲ့ရီမန်းချက်ပဲကြောက်တူးဆက်ကစပြီးလှုပ်ပါပြီပြစ်မှတ်ကိုရောက်ဖို့10မိနစ်အလိုပါအဲ့ချိန်မှာပဲရှေဆာဂိုမီအပွဲကအနားကိုရောက်လာလို့ဆာမူရိုင်းတွေကတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်ရှေဆာဂမီကလက်နဲ့ချကြစမ်းအစိုးရခွေးတွေပဲဆိုပြီးရှိမူရာကိုရိုင်းထွက်တိုက်ပါပြီမင်းကရှေဆာဂမီနဲ့တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်ပြီပေါ့အီဆာအိုဟစ်ကာတာအိုကီတာအဲ့ချိန်မှာပဲမစ္စတာကာရီယာကိုရိုင်းထွက်လာပြီးခဏရပ်ပါအောင်လို့ပြောလိုက်ပါတယ်ဒါက Drifter ပိုင်နေပြီကွာမင်းတို့အိမ်ထဲကိုခြေတလန်းလှမ်းလိုက်တာနဲ့အပီပီဆိုင်ရနဲ့ပတ်သက်တဲ့ပြဿနာတက်သွားမယ်နော်ဒါပေမဲ့အိုကီတာကလောင်ချာရေးတမ်းပြီးဒီအိမ်ကိုဖျက်ဆီးလိုက်ရင်ငါတို့ဝင်လို့ရပြီမဟုတ်လားလို့ပြောနေခဲ့ပါတယ်အဲ့ချိန်မှာပဲခြံတကားကိုစိုက်ကယ်နဲ့တိုက်ပြီးမောင်းဝင်လာသူကတော့ကင်တိုကီတို့ဖွဲ့ပဲဖြစ်ပါတယ်ကင်တိုကီတို့ကဝင်တီးပါပြီအစုံလုံးခင်ကကြံတဲ့အရှုပ်တို့အားလုံးကိုတာဝန်ယူပါမယ်ကာရီယာနဲ့ဘူးကလည်းအထဲကိုဝင်သွားကြပါတယ်ရှိမူရာကလည်းကင်တိုကီနဲ့စည်ရင်းရှင်းချင်းနေတာအတော်ပဲဖြစ်သွားတယ်ဟာအားပြန်မဲ့ရိုးမှာတရုတ်မဆောင်ခြင်းဇမ်းမာနဲ့မစ္စတာဖက်ရှောက်ရေးမလင်းဆက်ကြီးကပြစ်မှတ်ကိုရောက်ဖို့9မိနစ်ပဲလိုသွားတော့မယ်ကောင်းတဲ့ဘိုးချက်တိရောက်အောင်လုပ်လိုက်စမ်းလို့ကာရီယာကညွှန်ကြားနေရပါမလင်းဆက်ကြီးကအိမ်ကြီးကိုဖောက်ကအပြင်ကိုထွက်လာလို့
ကင်တိုကီကိုလည်းလွတ်တဲ့နေရာရှောင်ရှားကြရပါတယ်အိမ်ကတော့ပျက်စီးတက်လောက်ကိုဖြစ်သွားပါတယ်ရှင်မန်တီကတော့ဟာဘလို့ဆက်ကြီးလဲကဘာတစ်ခုလုံးတော့ပျက်စီးလောက်တယ်ကာရီယာကတော့တော်လိုက်တာငါတို့ရဲ့အောင်မြင်မှုကလက်တကန်းလိုပဲကျန်တော့တယ်ပြည့်မဲ့စီရောက်ဖို့3မိနစ်ပဲလိုပါတော့မယ်ကက်တိုကန်ကတော့သူ့အိမ်လေးပျက်စီးသွားတော့နှမျောနေရပါကက်တိုကန်ကိုကာရီယာကမင်းကကိုယ်တိုင်ခုံမယ်ဆိုပြီးလေဆာဓာတ်ကိုထုတ်လိုက်တာပါကင်တိုကီကလှမ်းပြီးသတိပေးပါတယ်မင်းမပြေးနဲ့ဟေ့အောင်မင်းအရင်ဆုံးပြောင်းလဲဖို့လိုတယ်မဟုတ်ရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးမင်းမပြေးနိုင်ပါဘူးအထူးသဖြင့်မင်းမေးချင်နေတဲ့အရာတွေစီကနေပေါ့ကက်တိုကန်ကငါပြောင်းလဲရမယ်ဆိုပြီးတသားဓာတ်နဲ့ကာရီယာကိုခုတ်ဖို့ဝင်ချလာပါပြီကံကောင်းချင်တော့ကက်တိုကန်ကခလုတ်တိုက်မိပြီးချော်လဲသွားကကာရီယာကိုအနိုင်ပိုင်းနိုင်ခဲ့ပါကာရီယာကပြန်တော့မထားလာညောလို့သူတစ်ပည့်နှစ်ယောက်ကမပြီးတော့ထွက်ပြေးသွားရပါပြီကာဂူကလည်းသူ့ရဲ့တင်တန်းအတွက်အကုန်ယူပါလေလို့ပြောနေပါတယ်ကာဂူကနင်တင်ပေးရလေ့ကျင့်နေပဲတက်ခိုင်နေမဟုတ်ဘူးလေကင်တိုကီကမင်းဘာလို့နေရလဲကက်တိုကန်ဂလင်းဆက်ကြီးကိုမင်းရက်လိုက်တော့လေကက်တိုကန်ကဆက်ရှိကိုရောက်ချသွားပြီးဘယ်ခလုတ်ကိုနှိပ်ရမှန်းတော့မသိသေးပါဘူးခလုတ်တွေကလည်းအများကြီးပါပဲအနီအောင်ခလုတ်ကိုနှိပ်လိုက်တာဆက်ကြီးရက်သွားခဲ့ပြီလို့ထင်ခဲ့ပေမဲ့ဆက်ကို2ဆမြန်စီတဲ့ခလုတ်ဖြစ်နေခဲ့ပါတယ်စက်တက်50ပဲကျန်တော့တယ်အမြန်ဆုံး2ဆဖြစ်လို့အခု25စက္ကန့်ပဲကျန်တော့တယ်ဟာမောင်းတဲ့တကူကိုဆွဲမလို့လှုပ်တော့မောင်းနိုင်ရွာကျိုးသွားတာပါရှင်မန်ဂျီနဲ့ကာကူရာတို့ကတော့လက်နေပါပြီငါတင်နေဒီလိုဖြစ်လိမ့်မယ်လို့ကင်တိုကီကဆက်ကြီးစီပြေးသွားဖို့လှုပ်တာကိုရှီရှီမူရာကတားဖို့လှုပ်ခဲ့ဒါပေမဲ့ကင်တိုကီကရှီရှီမူရာရဲ့မျက်ခွက်ကိုတက်နေပြီးတော့ပါဇက်ပိတ်ထားကန်းခွေးမသာမင်းနဲ့ဆရာရှုပ်ဖို့အချိန်မရှိဘူးတစ်ချက်တည်းနဲ့လဲသွားတယ်ဟာဆိုပြီးရှီရှီမူရာကတော့လဲကျသွားပါပြီကင်တိုကီကတော့ခုံပြန်ကြော်လာပြီးဂလင်ဆက်ကြီးရဲ့အပေါ်ဆုံးထိကိုရောက်ရှိသွားတာပါဒါနဲ့ဆက်ကြီးရဲ့နေရာတစ်ခုကိုထိုးလိုက်တာပောက်ကွဲဖို့5စက္ကန့်လိုမှလည်းရပ်တန့်သွားပါပြီဒီကနေမြန်ထွက်ပြေးတော့ဆက်ကြီးကငလင်ကြီးမမဖြစ်အောင်ကာဝယ်တားဆီးနိုင်ခဲ့ပေမဲ့ဆက်ကတော့ပောက်ကွဲတော့မှာပါကာဂူရာတို့အဖွဲ့ကအိမ်ထဲကထွက်ဖို့လုပ်နေတာကိုရှင်ဆန်ကုံမီအဖွဲ့ကတားပါတယ်ဟေးမင်ဒီကနေခြေတလန်းရွှေ့လိုက်ကြတဲ့ဒီနိုင်ငံနဲ့မဆိုင်တော့ဘူးဆိုတာသိတယ်မလားလို့အီဆာဝါကတော့ပြောနေတာပါအဲ့ဒီမှာပဲကက်ဆူရာနဲ့အဲလီဇဘတ်တို့ကရောက်လာပြီးကက်ဆူရာကမင်းလွတ်လိုက်တာတော်တော်ကောင်းတယ်ကင်တိုကီဆိုပြီးချီးကျူးနေပါတယ်အဲလီဇဘတ်ကတော့ကားဝယ်ပါလားဆိုတဲ့ဆိုင်းဘုတ်ကိုကက်ဆူရာကိုထောင်ပြနေတာပါသူတို့ပြေးလာရတာအရန်ဝယ်မောနေလို့ပါကက်တိုကန်ကတော့သူ့ရဲ့ပျက်စီးသွားတဲ့အိမ်ကိုကြည့်ပြီးတော့ကြည်ကွင်းနေပါပြီကက်တိုကန်ပြောင်းလဲသွားလို့ကင်တိုကီကလည်းဝမ်းသာနေပြီးရဲကားတွေချုပ်ကားတွေကလည်းရောက်ရှိလာကြပါတယ်အဲ့ချိန်မှာကင်တိုကီတို့အဖွဲ့လိုက်ဖမ်းနေတဲ့ကြောင်နဲ့လေးကရောက်ရှိလာလို့ကင်တိုကီလည်းကြောင်ကိုလိုက်ဖမ်းပါပြီဟဲ့ကြောင်နေအောင်ဟာတာယာရဲ့နေ့တစ်နေ့လေးမှာတော့ကင်တိုကီတို့ဟာရုံးခန်းထဲမှာ TV ကြည့်နေကြပါတယ် TV မှာလာနေတာကတော့ရိုးရဝစ်စုံနဲ့ကခုံနေတဲ့ကက်တိုကန်ပဲဖြစ်ပါတယ်ကက်တိုကန်ကအခုလောဆယ်မှာဒန်ဆာနဲ့ဆိုတော့လုံနေရလို့ရှင်မန်ဂျီကပြောလာခဲ့တာပါကက်တိုကန်ကတဖြည်းဖြည်းနဲ့ပဲကြီးလာပြီလို့လည်းဆိုပါတယ်သူအရန်ပြော့နေတဲ့ပုံပဲရုံးခန်းရဲ့ခုံလေးပေါ်မှာတော့ကက်တိုကန်ရဲ့မိသားစုတပ်ပုံနဲ့စာရွက်လေးတည်းရှိနေခဲ့ပါတယ်စာမကြီးရတာကအစုံလောက်ကလူတိုင်းပဲငါမိသားစုနဲ့တူရှိနေပါပြီတိုက်ဆာလော့ကက်တိုဆိုပြီးရေးထားတာပါဒီမှာလည်းဂေတမှာအပိုင်းနှစ်ကပြီးဆုံးလာပါတယ်ဒီပိုင်းမှာတော့ဂေတိုကီနဲ့ရှင်ပန်ဂျီစတွေ့တဲ့အချိန်ကိုအစပြုထားပါတယ်စာမူရိုင်းတယောက်ရဲ့ဓာတ်ဆိုတာဓာတ်အိမ်ထဲမှာထားမယ်အရာမျိုးမဟုတ်ဘူးအတွင်းဝင်းကြီးထဲမှာကြိုက်ဆုပ်ထားမယ်ဟာမျိုးပါဒီစကားတွေကိုအပိုးကြီးတယောက်ကအိပ်ရတယ်လှဲနေရင်ကနေခလေးမလေးနဲ့ကောင်းလေးတယောက်ကိုပြောပြနေတာပါမင်းတို့ရဲ့ဓာတ်ကိုရှုံးပေးရမယ်အချိန်ရောက်လာမယ်ဆိုရင်တော့အတွင်းဝင်းကြီးထဲမှာတိန်းထားတဲ့ဓာတ်ကိုတော့မဆုံးရှုံးအောင်လုပ်ရမယ်အဲ့ဒါကသူတို့ရဲ့အဖေဖြစ်ပြီးကျမ်းမာရေးတိတ်ကောင်းမွန်တော့မရတော့ပါဘူးအရင်တော့ကဒီတိုင်းပြည်ကိုစာမူရိုင်းတိုင်းပြည်လို့ခေါ်ပါတယ်ကျွန်တော်နိုင်ငံကိုအဲ့လိုခေါ်ခဲ့မှုတဲ့အချိန်တွေကအတော့ကိုကြာခဲ့ပါပြီစာမူရိုင်းတွေကိုယဝင်ကြွားစာရှောက်ခဲ့တဲ့လမ်းကအခုဆိုရင်ဟိတ်ကြီးဟန်ကြီးမောင်းမာတဲ့ဂျိုသားတွေနဲ့ပြည့်နှက်နေပါတယ်ကောင်းကင်မှာလည်းဂျိုသားတွေရဲ့အချိန်မြန်နေနဲ့ပြည့်နှက်နေတာပေါ့ဆာမူရိုင်းဖြစ်တဲ့ရှင်မန်ဂျီတယောက်စားတော့ဆိုင်မှာအလုပ်လုပ်တော့လဲတလွဲရဖြစ်ပြီးဆိုင်ရှင်ရန်ထိုးတာကိုခံရပါတယ်ဆာမူရိုင်းနဲ့ဓာတ်ရည်ဆိုတော့ကခုခေတ်မှာတမိုင်းဟောင်းတွေကရှင်မန်ဂျီကဓာတ်ကိုင်နဲ့ဆာမူရိုင်းအလုပ်ကလည်းတခြားအလုပ်ကိုမလုပ်ဘူးပါဘူးကောင်းလေးထားလိုက်တော့ငါ့ကိုစီးရင်ယူလာပေးဆိုပြီးဂျိုသားတွေကလှမ်းပြောနေရပါအဲ့ဂျိုသားတွေဟာကြားမျက်နှာပုံစံနဲ့ဖြစ်ပါတယ်ရှင်မန်ဂျီကနွားနှုတ်လာချပေးတော့လဲဟိုဘက်ကခြေထိုးခံပြီးချင်းလိုက်ပါပြီပြီးတော့အာမာတိုဂျိုသားတွေကရှင်မန်ဂျီကိုအနိုင်ကျင့်ကြပါတယ်ဖြစ်ချင်တော့ကင်တိုကီကအဲ့ဒီဆိုင်ထဲမှာရှိနေရပါဆိုင်ရှင်ကရှင်မန်ဂျီကိုအနိုင်ကျင့်နေတာကိုကင်တိုကီကစောက်ခွက်ဖြတ်ကန်လိုက်ပါတယ်ဓာတ်တွေကိုပိတ်ပင်ထားတဲ့အခက်မှာကင်တိုကီကတော့တစ်သားဓာတ်ကိုကန်ဆန်ထားပါတယ်ဒီကကင်တိုကီဒေါသထွက်သွားတာကတော့သူ့ရဲ့ချောကလက်ရေခဲမုတ်လေးပျက်စီးသွားတာကိုပါဆိုင်ထဲမှာရှိနေတဲ့အမာတို3ယောက်ကိုလည်းကင်တိုကီကသူ့ရဲ့ဓာတ်နဲ့ခုတ်ထလိုက်ပါတယ်အဲ့တော့တစ်သားဓာတ်ကိုကန်ဆောင်ပြီးစူပူအောင်လုပ်တာမင်းဘော့ဆိုပြီးရဲဖြစ်ပုံရရဲ့ရရှိချီကနောက်ထပ်လူတစ်ယောက်နဲ့တူရောက်လာခဲ့ပါတယ်ဟုတ်ဘူးမင်းတို့လုံမားနေပြီအထက်ကဝင်ကြီးတော့ကင်တိုကီစော်သွားတဲ့အမာတိုဂျိုသားတွေဟာတာအမတ်တွေဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်ဘာဖြစ်လို့ရှင်ပန်ဂျီကိုမဲနေရလဲဆိုတော့ကင်တိုကီကသူ့ရဲ့တစ်သားဓာတ်ကိုရှင်ပန်ဂျီရဲ့ခါမှာချိတ်သွားခဲ့လို့ပါပဲဒါမှသွေးတွေပါပေးချန်နေခဲ့တာပါဒါနဲ့ရှင်ပန်ဂျီကဘာလို့ငါ့ကိုအပြစ်ပုံချရလဲမေဘေးဆိုပြီးစကင်နဲ့ထွက်သွားတဲ့ကင်တိုကီနောက်ကိုလိုက်ပါပြီရှင်ပန်ဂျီကရဲတွေလက်ကနေထွက်ပြေးလာခဲ့တာဖြစ်ပြီးသူ့ရဲ့ဆိုင်ရှင်ကတော့သူ့ကိုစ
ဆာမူရိုင်းဖြစ်နေတာကြောင့်လူတက်ကောင်လို့ပြောနေခဲ့တာပါအခုခေတ်မှာဆာမူရိုင်းတွေကိုအလုံးခန်းကျင်တဲ့သူကမရှိသလောက်ကိုရှားနေပြီဖြစ်တာကြောင့်ရှင်မန်ဂျီကတော်တော်လေးတင်မီကင်တိုကီကိုသူ့ရဲ့တသားဓာတ်နဲ့ဝေခုတ်ဖို့ပြင်ခဲ့ပါတယ်ဒါပေမဲ့ကင်တိုကီကစိုက်ကယ်ကို break out ပြီးရှင်မန်ဂျီရဲ့ခွာကြားကိုတိုက်ခတ်လိုက်တာပါအဲ့ချိန်မှာပဲရှင်မန်ဂျီရဲ့အမအိုတေးကမီနီမတ်တစ်ခုကနေထွက်လာပြီးဟာဒီကောင်အလုံးမလို့ပဲရှောက်ပတ်နေတဲ့100-130ကောင်ဆိုပြီးတော့တိုက်ခိုက်ပါပြီငါတို့ဒီလာတဲ့ဘယ်လောက်ထိဒုက္ခရောက်နေရဆိုတာသိရလားဆိုပြီးမျက်နှာရပါဖျက်ထိုးနေတာပါအာမာတိုတွေကဝေးကလာတဲ့ဂျိုတွေကနေလာခဲ့ကြတာဤလိုကမမှတ်မိနိုင်လောက်အောင်တိုးတက်နေပါရဲ့ငါတို့တိုင်းကျောင်းလဲအဲ့လိုပဲဓာတ်တွေကိုပိတ်ပင်လိုက်တော့ကျောင်းသားတွေကထပ်သွားကြတယ်ကင်တိုကီကသူ့ရဲ့အမားပါဆိုပြီးအိုတေးကိုလာပြီးတောင်းပန်တာပါအခုဆိုရင်တိုင်းကျောင်းကိုဆက်ဖွင့်နိုင်ဖို့အတွက်အိုတေးနဲ့ရှင်မန်ဂျီတို့မောင်နှမဟာချိန်မိုင်းလို့တွေလုပ်နေရတာပါဒီအိမ်မက်တွေကအကုန်လုံးဆုံးသက်သွားပြီဆိုပြီးကင်တိုကီကိုတကယ်ဓာတ်နဲ့ဝင်ခိုးဖို့ပြင်ခဲ့ပေမဲ့ရှင်မန်ဂျီကတော့ဝင်တားလိုက်ပါတယ်မင်းအမကိုဂေါ်ရီလာတွေပြုစုပြောထောင်ပေးခဲ့တာလားဟာနေပါအောင်စိတ်လျှော့ပါအောင်ကင်တိုကီကသူကအစုံလုံးခင်ဖြစ်တဲ့အကြောင်းမိတ်ဆက်ပေးလာခဲ့ပေမဲ့အိုတေးကတော့စိတ်မထိန်နိုင်ပဲတီးလွတ်လိုက်ပါပြီအဲ့ဒီအချိန်မှာပဲအိုတေးတို့မောင်နှမရဲ့အကျွေးရှင်တွေကရောက်လာကြပါတယ်ဒါပေမဲ့အဲ့ဒီကျွေးတွေကဒီမောင်နှမယူထားတာမဟုတ်ပဲအဖေဖြစ်သူယူခဲ့တဲ့အကျွေးတွေပါအကျွေးကိုမဆက်နိုင်ရင်တော့အကျွေးရှင်ကသူ့ဖွင့်ထားတဲ့မိုးပြန်နိုက်ကလပ်မှာအိုတေးကိုအလောက်ခတ်မယ်လို့ဆိုလာပါတယ်နိုက်ကလပ်ရဲ့နာမည်ကတော့ခြေတန်းရှိအဟီဟီနက်ဘီလို့ခေါ်ပါတယ်ခြေတန်းရှိမာလေးရင်နဲ့ဖွဲ့ထားတဲ့နိုက်ကလပ်ဖြစ်နေလို့ပါပဲအဲ့ဒီလုံးမအတိုင်းကျောင်းကိုရောင်းပြီးအကျွေးတွေဆက်မလားလို့အကျွေးရှင်ကတော့ရွေးချယ်ခိုင်းပါပြီသူ့ရဲ့အကျွေးရှင်ကဂျိုသားတယောက်လည်းဖြစ်ပါတယ်အိုတီကတော့တိုင်းကျောင်းကိုကာဝယ်ရင်းနဲ့ပဲနားကျင်မယ်ဆိုပြီးနိုက်ကလပ်ကိုလိုက်သွားခဲ့ပါတယ်ဒါကိုရှင်မကြီးကမကြင်မနှက်ဖြစ်ပြီးတိုင်းနေထားပြီးလေးချင်းနေတော့ကင်တိုကီကတော့ကိတ်မုတ်ချိုရလှုပ်ရှားနေခဲ့တာပါသူကချိုရာတွေမစားဘဲနဲ့မနေနိုင်ပါဘူးကျမ်းမာရေးရမိုးပြလေးကမကြခင်ထွက်တော့မှဖြစ်တာကြောင့်ကင်တိုကီကအမြင်လိုက်သွားဖို့ကြံပေးခဲ့ပါတယ်ဒါကြောင့်ကင်တိုကီရဲ့စိုက်ကယ်လေးနဲ့ရှင်မန်ဂျီတို့ဟာနိုက်ကလပ်ရဲ့ပိုစတာကိုကိုင်ရင်အဲ့ဒီလိပ်စာတိုင်းလိုက်သွားကြပါတယ်အဲ့ဒီချိန်ရဲတွေကကင်တိုကီတို့အုတ်ထုံမဆောင်တော့လိုက်ဖမ်းပါတယ်အိုတေးပါသွားတဲ့လေကြီးကလည်းထွက်ဆပြုတ်နေပါပြီတကယ်တော့ရဲကားဟာဘိန်းတွေခောက်သိမ်းပြီးတော့လေပေါ်မှာပြန်လို့ရတဲ့အထိကိုတီထွင်ထားတာပါအိုတေးကအတို့ပြက်တွေမဝဲချင်တာကိုဂျိုသားကောင်ကအတင်းဝင်ခိုင်းနေတာပါအဲ့ဒီချိန်မှာရဲကားရောက်လာပြီးလှေကိုတိုက်ချပစ်လိုက်ပါတယ်ရဲကားကြီးဆိုတော့ရဲတွေလိုက်လာကြပြီးထင်ခဲ့ပေမဲ့အထက်ကထွက်လာတာကတော့ကင်တိုကီပဲဖြစ်နေခဲ့ပါတယ်ရှင်မန်ကြီးကလည်းတိုင်းကျောင်းထက်သူ့အမအမြဲပြုံးနေတဲ့တိုင်းကျောင်းကိုပဲလိုချင်တာအဲ့ဒီတိုင်းကျောင်းကိုငါမလို့ကွာလို့ပြောလာပါတယ်ဂျူသားတွေအကုန်လုံးကတနတ်အတူတွေနဲ့ဝိုင်းချိန်လိုက်ကြပါပြီမင်းတို့ကဓာရီနဲ့ဘာတွေလုပ်ကြမှာလဲကင်တိုကီကတော့မင်းအမကိုကာဝယ်ဖို့ပဲစဉ်းစားဒီကနေထပ်ပေါက်လေးပါလေးရှာပြီးတော့ထွက်သွားဒီကောင်တွေကိုငါတာဝန်ထားလိုက်လို့ပြောလာခဲ့ပါတယ်ဂျူသားတွေကတနတ်နဲ့အောင်ပြစ်ချိန်မရလိုက်ပဲကင်တိုကီရဲ့တက်သားနဲ့တိုက်ခိုက်မှုတွေအောက်မှာလဲကြကုန်ပါပြီရှင်မန်ကြီးကသူ့အမကိုဆွဲခေါ်ရင်ထွက်ပြေးနေတော့ကင်တိုကီကနောက်ကနေပြေးချလာပါတယ်သူ့နောက်မှာလဲဂျိုသားဂန်စတာတွေကလိုက်လာတာပါကြမ်းလိုက်ကြတာငါထင်တာတက်တော့အများကြီးပိုကျန်းနေရဆိုပြီးကင်တိုကီကထွက်ပြေးလာတာဖြစ်နေပါတယ်ချလိုက်အောင်လေဟာ10မိနစ်လောက်ချလိုက်အောင်လေမေးပြီး10မိနစ်စာရီကတ်လုပ်ဖို့အရန်ခတ်တယ်ကွာဆက်ကြီးကြီးထားတဲ့ခန်းခန်းတွေကိုရောက်သွားပြီးလမ်းကတော့စုံသွားပါပြီအကျွေးရှင်ဂျိုသားကောင်ကလည်းတစ်ချိန်လုံးကတိုင်းပြည်ကိုကာဝယ်ခဲ့တဲ့ဆာမူရိုင်းတွေကအခုကောင်မလေးတယောက်ကိုတော့မကာကွယ်နိုင်တဲ့အထိချီတို့တွေဖြစ်နေကြပြီကင်တိုကီကစပ်ပေါ်တက်သွားခဲ့တာဖြစ်ပြီးသူ့ကိုတနက်နဲ့ပြစ်ဖို့လုပ်နေတဲ့ဂျိုသားအကျွေးရှင်ကိုလည်းသူ့ရဲ့လက်အောင်ငယ်သားတွေကဝင်တာခဲ့ပါတယ်အဲ့ဒီဆက်ကြီးကတော့ရင်ရဲ့ပင်မအင်ဂျင်ကြီးပဲဖြစ်ပါတယ်ကင်တိုကီကသူ့ရဲ့လှုပ်ရှင်ကိုကာဝယ်ဖို့ဆိုရင်ဘာမဆိုလုံးမှာပဲဆိုပြီးအင်ဂျင်ကြီးကိုဖျက်ဆီးပစ်လိုက်တာလှေကြီးကလည်းတဖြည်းဖြည်းအောက်ကိုပြုတ်ကျလာခဲ့ပါပြီကံကောင်းထောင်းမဆောင်နဲ့ပဲလှေကြီးကပင်လယ်ထဲတုတ်ကျသွားခဲ့တာပါပြီးတော့ရဲတွေရောက်လာကြပါတယ်ကင်တိုကီကတော့လူဆိုးတွေကိုတိုက်ထုတ်ဖို့အတွက်ရေကားကိုငှားခဲ့တာရဲသားတွေကိုအကြောင်းပြချက်ပေးနေပါတယ်ရှင်မန်ကြီးကတော့သူ့ရဲ့တသက်တာမှာကင်တိုကီလောက်လုံးဝကိုယူသွတ်နေတဲ့ဆာမူရိုင်းမျိုးမတွေ့ဘူးလို့ဆိုနေပါတယ်ဒီမှာရင်တော့ပြီးဆုံးသွားပါတယ်ကင်တိုကီရဲ့အိမ်ရှင်ကတော့အိမ်လားက9လစာတောင်မပေးလို့ကင်တိုကီကိုအကျွေးလာတောင်းပါပြီ။အိုတိုစ်ကအိမ်လားကမပေးလို့ဆိုပြီးကင်တိုကီကိုခါကနေကန်မြောက်ကကန်ပေါက်လိုက်ပါပြီ။ဖြစ်ချင်တော့လှေကားကနေတက်လာတဲ့ရှင်ပန်ချီနဲ့ပါတိုက်မိသွားတာပါ။အီနိုဆိုရဲ့လူတယောက်ကသူနဲ့မတည့်တဲ့ဂိုင်းသားတွေကိုထီးကိုလက်နက်ဖြစ်တိုက်ခိုက်အသုံးပြုတတ်တဲ့ကောင်မလေးတစ်ယောက်နဲ့တိုက်ခိုင်းခဲ့တာပါ။တိတ်မကြခင်မှာပဲရဲတွေဆေးရုံကားတွေရောက်လာပြီးအဲ့ဒီဂိုင်းသားတွေကိုဆေးရုံကားနဲ့တင်ခေါ်သွားရပါတယ်။လူတအုပ်လုံးကိုတီးပစ်ခဲ့တာဖြစ်ပါတယ်။ရှင်ပန်ချီနဲ့ကင်တိုကီတို့စီးလာတဲ့စိုက်ကယ်လေးဟာမတင်မဲ့ပဲလမ်းဖြစ်ပြီးကူးလာတဲ့ကောင်မလေးတယောက်ကိုတိုက်ခတ်နေဖြစ်ပြီးကောင်မလေးကလည်းလဲကျသွားပါတယ်။ဒါနဲ့ဆင်းပြီးကောင်မလေးကိုသွားကြည့်တော့သွေးရည်ထွက်နေတာကြောင့်ကင်တိုကီကကြောက်ပြီးထွက်ပြေးပါပြီ။သူတို့ရဲ့နောက်မှာလည်းအဲ့ဒီကောင်မလေးကိုကျိုးနဲ့ချီပြီးတင်ခေါ်လာတာပါ။ဆရာဝန်စီမှာစေကန်းပြမလို့လုံနေတာဖြစ်ပေမဲ့ဘေးနားကကားနဲ့ကြီးတစ်စီးကရောက်လာပြီးကင်တိုကီတို့ကိုတနက်နဲ့ချင်းခဲ့ပါတယ်။တနက်နဲ့ပြစ်တဲ့ချိန်မှာကောင်မလေးကထီးဖွင့်ပြီးကောက်ဝယ်လိုက်ပါတယ်။အဲ့ဒီထီးကတနက်ကြီးပေါက်သွားပေမဲ့မူလအတိုင်းပြန်ကောင်းသွားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ထီးကတနက်လိုပြစ်လို့ရနေတာကြောင့်နောက်ကကားကိုပြန်ပြစ်လိုက်ပါတယ်။ကားလည်းတပ်ပင်ကိုဝင်တိုက်ပြီးကြံခဲ့ပါပြီ
တကယ်တော့အဲ့ဒီကောင်မလေးရဲ့တန်ရာတွေကဟိုကောင်နေလိုက်ပစ်လို့ရခဲ့တဲ့တန်ရာတွေပါစကူတာလေးတိုက်ခံရတာတော့လည်းမသိဘူးလို့သူကလည်းပြောပါတယ်ဒါဆိုရင်မင်းအဆင်ပြေပြီဆိုရင်ငါတို့သွားရမယ်ဆိုပြီးကင်တိုကီကစိုက်ကဲတက်မောင်းမိမယ်တစ်စက်မှမကြွေပါဘူးဘာဖြစ်လို့လဲဆိုတော့နောက်ကကောင်မလေးကစိုက်ကဲကိုဆွဲထားခဲ့လို့ပဲဖြစ်ပါတယ်ဟေးရှင်မကြီးမင်းအလေးလုံးနေပါနေမြန်တင်လိုက်သေးလားစိုက်ကဲပေါ့အဲ့ချိန်မှာပဲယာကူဇာတွေကလိုက်လာလို့ကင်တိုကီတို့ပါစိုက်ကဲကိုလှုပ်ချပြီးရောပြီးထွက်ပြေးနေရပါပြီကင်တိုကီကသူ့ရဲ့အကြောင်းကိုမေးမြန်းကြည့်ရမှာတော့ကောင်မလေးကငါကဟိုးဝေးရရှိရဲ့ဂျူကနေလာခဲ့တာဒီမှာဆိုရင်ပတ်စံရင်အများကြီးရှာနိုင်တယ်လို့ထင်လို့ငါတို့ကစေးရဲတယ်လေဖိုရီကာကီဖြစ်စွတ်စာကိုထမင်းနဲ့ထည့်ပြီးတရက်ကို3နဲ့စားရတယ်ငါကကျဲကိုစိမ့်နဲ့ပဲပိစက်ကိုထမင်းနဲ့ထည့်ပြီးတရက်3နဲ့စားချင်တာအဲ့ချိန်မှာအင်နိုကကာကူရာကိုချင်းကပ်လာပြီးမင်းငါပြောတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်တော့အရန်ကောင်းတဲ့ချစ်စကိုဆိုတဲ့မုတ်ကိုတနေ့3နဲ့စားရမယ်ဆိုပြီးတော့ချင်းကပ်လာခဲ့တာပါအခုတော့ကာကူရာကအီဒိုကကြောက်စရာနေရပဲအိမ်ပြန်ချင်တယ်လို့ပြောလာပါပြီကင်တိုကီကတော့သူ့အမြဲတမ်းဝယ်ဖက်နေကြဂျမ်ဆိုတဲ့မဂ္ဂဇင်းရှားနိုင်သေးလားဆိုပြီးတော့ထွက်သွားပါပြီအီနိုကတော့ကာကူရာတာတခြားတစ်ဖွဲ့တွေကိုရောက်သွားမယ်ဆိုရင်အရင်အနဲ့များတာကြောင့်မရရအောင်လိုက်ရှင်းပစ်ချင်နေတာဖြစ်ပါတယ်ရှင်မကြီးနဲ့ကာကူရာကိုအီနိုတို့အဖွဲ့ကဟယ်ရီကော်ပတာရင်းနဲ့အောင်လိုက်ပစ်ခဲ့တာဖြစ်ပါတယ်မြေပြင်ကနေလည်းအဖွဲ့လိုက်ကြီးကိုလိုက်လာတာပါကင်တိုကီကတော့သူဖတ်ချင်တဲ့ဂျမ်မဂ္ဂဇင်းဟာတစ်ဆိုင်မီတစ်ဆိုင်ကုန်နေလို့စာအုပ်ဆိုင်နေပြောင်းပြီးတော့မင်းနေရပါတယ်ကာကူရာတို့ပြေးနေအခုဆိုရင်ညီအောင်မြောင်းပိုက်လိုက်နိုင်အောင်ရောက်နေပါပြီကင်တိုကီကပန်းချန်ထဲမှာသူများခဏချထားခဲ့တဲ့ဂျမ်စာအုပ်ကိုခိုးမလို့လုပ်ပေမဲ့တခိုးလက်ကသူ့ဝက်လို့ဆိုသလိုပဲသူ့ထက်ဦးတဲ့တခိုးကစာအုပ်ကိုကိုးသွားပါတယ်ကာကူရာနဲ့ရှင်မန်ချီကတော့ရှောက်ပြေးနေတာအမိုက်ပုံးနဲ့အောင်ရောက်နေမြန်ပါပြီကာကူရာကတော့သူထွက်ပြေးဖို့ဟယ်ရီကော်ပတာကြီးပဲရှာခိုင်းနေတာပါရှင်မန်ချီကသူတို့နေထားတဲ့ဟယ်ရီကော်ပတာဆိုရင်တော့အယုတ်တောင်ဝယ်လို့မရနိုင်ဘူးလို့ပြောပေမဲ့ကာကူရာကတော့ဟယ်ရီကော်ပတာမဟုတ်ဟယ်ရီကော်ပတာပါပဲရှင်မန်ချီကအကြံရပြီးအမိုက်ပုံးနဲ့2ယောက်သားဝင်ကဘူတာရုံစီကိုတဖြည်းဖြည်းတရွေ့ရွေ့လာခဲ့ပါတယ်ဘာဖြစ်လဲဆိုရင်ဒီမျိုးကထွက်သွားဖို့ဆိုရင်ဘူတာကနေသွားအောင်မှဖြစ်လို့ပါပဲဖြစ်ချင်တော့အမိုက်ပုံးတွေကနေထွက်ကန်နေမှာ2ယောက်လုံးကတစ်နေပါတယ်ယထာထွက်ဖို့ခေါင်းလောင်းကလည်းမြည်လာပါပြီအဲ့ဒါနဲ့အမိုက်ပုံးကိုလဲအောင်လုပ်ပြီးလှိမ့်ပြီးတော့ယထာထဲဝင်မယ်လုပ်ပေမဲ့အင်နိုကတော့ရောက်လာပြီးတားလိုက်ပါတယ်ငါနင်းကိုကောင်းကောင်းကျွေးမေးပြီးရဲ့နောက်မှာနင်းကနှုတ်ဆက်စကားတော်မပြောဘဲထွက်ပြေးသွားရင်စိတ်ပြည့်စရာပဲပေါ့ကာကူရာလာခဲ့တဲ့ယာတိုပလန်ဆိုတာအချမ်းဆုံးနဲ့အဆောက်အဦဆုံးကြီးစားမျိုးစိတ်တွေပါသူတို့ကလူရင်းနဲ့မထုံးမချားနာဆိုပေမဲ့သူတို့ရဲ့ခွန်အားကိုတော့အရန်ကြွားဝါကြပါတယ်ဂျိုပေါင်းများစွာကိုဖျက်ဆီးခဲ့ကြပြီးတိုက်ခိုက်ရတာကိုကြိုက်တဲ့မျိုးစိတ်တွေပါပဲရှာဒိုတွေကနေအောင်ကြီးကိုမကြိုက်တော့ထီးကိုခဏခဏဆောင်းပြီးသွားလာကြပါတယ်ဒီနိုကအမိုက်ပုံးကိုယထာလမ်းပေါ်တွန်းချလိုက်ပြီးယထာကလည်းလာနေပါပြီယထာတိုက်ခတ်နေမှာကင်တိုကီကရောက်ချလာပြီးသူ့ရဲ့ဓာတ်နဲ့အမိုက်ပုံးကိုဘိုးကမြောက်သွားအောင်ရိုက်ထုတ်ပစ်လိုက်ပါတယ်ကာဂူရာကဦးနိုကိုတိုက်ခိုက်ဖို့လာတော့ဦးနိုနောက်ကဂန်စတာတွေကကြောက်လို့ထွက်ပြေးကုန်ပါပြီကိုဘကကိုချစပင်ဆုပ်ဝါးနဲ့မအေးပြီကာဂူရာကအဲ့ဒီစပင်ကင်းတဲ့နေနဲ့တစားမမလိုက်ဘူးဆိုပြီးအီနိုကိုတီးလိုက်ပါပြီဘူရယုံနောက်ကစာအုပ်ဆိုင်မှာဂျမ်မဂ္ဂဇင်းကိုကင်တိုကီကတွေ့သွားခဲ့ပြီးအီနိုရဲ့စပင်ကိုလည်းကာဂူရာကတတိကျကျကရုံးတုံးမိလိုက်ပါတယ်ယထာကထွက်ခတ်နေပြီဖြစ်ပေမဲ့ကာဂူရာကလမ်းစေးမရှိလို့အခုတော့လိုက်မသွားသေးပါဘူးဒီမှာခဏလောက်ဆက်နေပြီးပတ်စံဆူပြီးမှပြန်မယ်လို့ဆိုပါတယ်အဲ့ဒီအတွက်ကင်တိုကီစီမှာအလုပ်တောင်းခဲ့ပါတယ်မင်းတို့ကြမ်းတဲ့ကောင်မလေးကငါကဘယ်လိုမျိုးအလုပ်ခံရမှာလဲအဲ့ဒီချိန်ကာဂူရာကကင်တိုကီဘေးနားကအုံနေရန်ကိုလက်သီးနဲ့ဝင်ထိုးပစ်လိုက်တာပါဘာပြောတာလဲဘာမှမပြောပါဘူးအဲ့ဒါနဲ့ပဲကျွန်တော်တို့ရဲ့အလုပ်လေးဟာတက်တက်ကြွကြွလေးပြန်ဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်အိုတိုးရဲ့ဆိုင်မှာကာဂူရာကအစားတောက်တွေတစ်ခုပြီးတစ်ခုတောင်းစားနေပါတယ်ဒီနေရာကအစာပြေဆိုင်ဖြစ်ပါတယ်အစာပြေဆိုင်မှာတောက်စရာအရက်လေးတွေမီးစရာစားတောက်လေးတွေအပြင်အဝပြဲစားဖို့တော့မရှိပါဘူးအဝပြဲစားခြင်းမီတာစုဆိုင်သွားလို့အိုတိုးကပြောလာပါတယ်စားကြရတဲ့သူအခုကျွေးနေတဲ့ချင်းဘက်ကပို့ပြီးစင်ပြေလို့ကာဂူရာကပြောလိုက်ပါတယ်ငါဝဲလောက်ထိစားပြီးရအောင်ကာဂူရာကစိတ်တိုင်းမကြပဲအိုးကြီးပါထစားနေပါပြီကင်နိုကီကတော့အိမ်မှာစားနဲ့တခြားပဲကြံတော့တာပါအိုတိုးကတော့ကာဂူရာကိုတားကြပါအောင်လို့အော်ဟေးနေနဲ့ခင်းတမအပိုင်းလေးရဒီမှာပြဆုံးတာပါဆာမူရိုင်းတို့နေမီကျွန်တော်တို့နေမီကိုအဲ့လိုခေါ်တာကြာပါပြီကဘာပြက်မက်ကအမန်တွေရောက်လာကြတော့လွန်ခဲ့တဲ့20လောက်ကဓာတ်တွေကိုပိတ်ပင်ခဲ့ကြပါတယ်ဆာမူရိုင်းမျိုးတွေနှိမ့်ကြသွားပါတယ်အဲ့လိုခက်ခဲတဲ့ချိန်မှာဆာမူရိုင်းစိတ်ထားနဲ့လူတယောက်ကြံနေခဲ့ပါတယ်အဲ့ဒါကတော့ကင်တိုကီပဲဖြစ်ပါတယ်ကင်တိုကီကတော့သူ့ရဲ့ချောကလက်ပျောက်သွားလို့တင်းနေပြီဘသူစားလဲလို့မေးနေပါတယ်စားရသူသာသိရရင်၄ပုံ၃ပုံလောက်တေဝအောင်တက်ပစ်မယ်အဲ့ချိန်ကာဂူရာကတော့သတင်းစာဖတ်နေပြီသတင်းစာမှာနောက်ထပ်အမှန်တိုက်ခိုက်ခဲ့ရမှုခွင်းဆက်အကြမ်းဖက်သမားဘုံဖောက်ခွဲမှုဆက်လက်ဖြစ်ပေါ်ခဲ့တဲ့သတင်းကိုဖတ်နေတာပါအဲ့ချိန်မှာပဲအိုတိုရဲ့ဆိုင်ကိုစိုက်ရတဲ့စီကဝင်တိုက်ပြီးမတော်တဆမှုဖြစ်သွားခဲ့ပါတယ်လူနာတင်ခေါ်ပါအောင်ဆိုကာဂူရာကပါဇက်နဲ့အာပြေးလန်းခေါ်နေရပါလူနာတင်ခေါ်ပါဆိုရှေးခနီးနဲ့ခေါ်စရာလားဟာမတော်တဆဖြစ်တဲ့သူကစာပို့သမားဖြစ်ပြီးသူ့အစာဓာလေးကိုပို့ပေးပါလို့ကင်တိုကီကိုအိတ်လေးတစ်ခုပေးပါတယ်သူမပိုးနိုင်ရင်အလုပ်ပြုံးနိုင်လောက်တယ်လို့ပြောပြီးမိလဲကြသွားပါပြီတောက်ပိုးရမယ့်နေရာကတော့အီနူးတန်ယုံပဲဖြစ်ပါတယ်
ဤနုဆိုတာခွေးတိုက်ရအဆူဝေးကနေကဘာကိုလာခဲ့တဲ့အစောဆုံးအာမန်တိုတွေပဲဖြစ်ပါတယ်။ဒါပြင်ဤလိုရဲတိုက်ကိုအမြောက်နဲ့ပစ်ပြီးနိုင်ငံကိုတင်းကျပ်လူယူခဲ့တဲ့ကြောက်စရာကောင်းတယ်လည်းဖြစ်ပေပါတယ်။အဆောင်ခွေးတစ်ကောင်ကလာကြည့်တော့သူတို့ကပါဆယ်လာပို့ရလို့ပြောပါတယ်။ငါတို့ကခုနကတော့ဘုံအတွက်စိတ်ပူနေကြတာဒီအစုပ်ဘလော့ကိုဘလို့ယူမှလဲဆိုပြီးတော့အဆောင်ကလက်နဲ့ရိုက်ချရတာပါဆယ်ကခြံထဲကိုဝင်သွားပါပြီ။မိကြီးနဲ့ဒီမှာပါဆယ်ကဘုံတစ်ခုလုံးပောက်ကွဲသွားတာပါ။ဂင်နိုဂီကိုလည်းအံ့ဩသွားတာပေါ့။ဘာဖြစ်သွားလဲဆိုတော့ငါလည်းမသိဘူး။ဒါပေမဲ့အကွက်တစ်တစ်ခုတော့ထုတ်သိမိတင်နေ။ပြေးကြတော့အဆောင်ကရှင်မန်ဂျီတယောက်တည်းကိုဖမ်းမိပေမဲ့ရှင်မန်ဂျီကဂင်နိုဂီကိုလက်လန်းဆွဲထားတယ်။ဂင်နိုဂီကလည်းကာဂူရာကိုလက်လန်းဆွဲထားပါတယ်။တယောက်တည်းတော့တိုင်ပန်းမခံဘူးဆိုတဲ့အရန်စီလုံးကြတဲ့အဖွဲပါပဲ။ငါ့ကိုထားပြီးပြေးကြပါလို့မပြောနိုင်ဘူးလားကွာ။ငါ့ကိုလည်းထည့်စဉ်းစားပေးပါဦး။တခြားကဘာကိုသာသွားလိုက်ပါ။ဒါနဲ့ထပ်မံထွက်ရှိလာတဲ့ခွေးအဆောင်တက်တွေကိုအနာမသရောင်းသားပုံစံဖမ်းနေတဲ့ကက်ဆူရာကဝင်ရောက်တိုက်ခိုက်ပါပြီ။ကက်ဆူရာကိုဇူရာလို့အမြဲမားခေါ်နေတဲ့ဂင်နိုဂီကအခုတစ်ခေါက်လည်းဇူရာလို့မှားခေါ်လိုက်လို့ကက်ဆူရီကထပ်တီးလိုက်ပါပြီ။ကက်ဆူရာပါဝင်ဂင်နိုဂီကိုတစ်ဖွဲ့လုံးထွက်ပြေးနေကြတာကိုမှန်ပြောင်းနဲ့ကြီးနေသူတယောက်လည်းရှိနေပါတယ်။အဲ့ဒါကတော့ H ကာတာဖြစ်ပြီးသူတို့ဘက်ယာမာဇာကီကိုကက်ဆူရာရဲ့နေရာကိုစုံစမ်းခိုင်းလိုက်ပါတယ်။တကယ်တော့ကက်ဆူရာဟာအာမန်တိုစစ်ပွဲမှာသူရဲကောင်းဖြစ်ခဲ့တဲ့သူပါ။အခုတော့အာမန်တိုရဲ့အုပ်ချုပ်နေတာကြောင့်အာမန်တိုစစ်ပွဲမှာသူရဲကောင်းဖြစ်ခဲ့တဲ့သူကလည်းရာဇဝတ်သားဖြစ်နေတာပါ။အဲ့တော့အိမ်နေတဲ့အိုဂီတာကိုကနှိုးလိုက်ပြီးဒီလောက်ပောက်ကွဲမှုကြီးဖြစ်တာတော့အိမ်နေတာအံ့ဩစရာပါပဲ။တရင်မှာတော့တန်ယုံကိုအကြမ်းဖက်ခဲ့သူတွေလို့ဂင်နိုဂီတို့ကဓာတ်ပုံတွေတော့ပါလာပါတယ်။ရှင်ပန်ဂျီကတော့သူ့အမတို့ကိုတတ်တော့မယ်ဆိုပြီးစိတ်ပူနေပါပြီ။ဂင်နိုဂီကကက်ဆူရာကိုအကြမ်းဖက်သမားလို့ပြောနေရပါ။ကက်ဆူရာကသူ့ရဲ့ဓာတ်သမားတွေပါခေါ်လာပြီးငါတို့ကအကြမ်းဖက်သမားတွေမဟုတ်ဘူး။ငါတို့ကလွတ်လပ်စွာတိုက်ခိုက်သူတွေလို့ဆိုလာပါပြီ။ယာမာဇာကီကဆာမူရိုင်းနဲ့ရောက်ဆောက်ရှောက်နေတဲ့အစာအုပ်တစ်ခုကိုမှန်မြောင်းနဲ့စောင့်ကြည့်နေပါတယ်။ကက်ဆူရာကတော့အမတ်တိုလိုနိုင်ငံသားတွေကိုမောင်းထုတ်မယ်လို့ဆိုပါတယ်။နိုင်ငံသားကိုမောင်းထုတ်တယ်ဆိုတာကလွန်ခဲ့တဲ့နှစ်20မှာအမတ်တိုတွေလာတိုက်တုန်းကဖြစ်လာတဲ့စိတ်ကူးရေးရပါ။ဒါပေမဲ့ဂျိုသားတွေကစွမ်းရည်မြင့်အမြောက်တွေနဲ့ပစ်ခဲ့တဲ့အကြောင်းအတိုင်းစားမရှိတဲ့အမတ်တိုတွေနဲ့စွမ်းရည်နောက်မှာအစိုးရကအရှုံးပေးခဲ့ရပါတယ်။ကက်ဆူရာရဲ့အဖွဲ့ထဲမှာစေးရုံရောက်သွားတဲ့စာပို့သမားကိုတော့တွေးလိုက်ရပါတယ်။ကက်ဆူရာကနိုင်ငံတော်ကိုပြန်လည်တည်ထောင်ဖို့ဂင်ဒိုဂီကိုသူနဲ့ပူးပေါင်းခိုင်းတာပါ။ဂင်ဒိုဂီကတခါတုန်းကအဖြူအောင်စစ်တဲ့တော်ဆိုပြီးကြောက်ခဲ့ရဘူးပါတယ်။အဲတုန်းကအမန်တိုတွေဝိုင်းထားတာတော့ဂင်ဒိုဂီကအဖမ်းမခံပဲကိုဘာသာကိုတက်တေကိုဆုံးဖြတ်ဖို့ပြောခဲ့တယ်။အဲ့ဒီအချိန်တုန်းကကက်ဆူရာနဲ့ဇူရာနဲ့ကိုဂင်ဒိုဂီကမှားခေါ်နေခဲ့တာပါ။ဒါပြင်သူနာမည်မှားခေါ်နေခဲ့တာတော်တော်ကြာပြီလို့ဆိုရပါမယ်။သူကသူ့ရဲ့လူတွေမကသူ့လူတွေကပါကြောက်ရတဲ့စစ်ပွဲနှက်ဖျားကြီးလို့ဖြစ်ခဲ့တာ။ဂင်ဒိုဂီဆာကာတာကြီးအမန်တိုတွေကိုတက်ခတ်ဖို့မင်းငါတို့နဲ့တစ်ခါတော့ထပ်ပူးပေါင်းတင်တယ်။ဂင်ဒိုဂီကနိုင်ငံသားမောင်းထုတ်ရေးစစ်ပွဲမှာပါဘူးတဲ့ဆိုတာရှင်ပန်ချီတို့ကာဂူရာတို့ကအခုမှသိတာပါ။ရွှေစံကမြေဘွဲကရောက်ချလာလို့သူတို့လည်းထွက်ပြေးရပြန်ပါပြီ။ H ကာတာနဲ့ဂင်ဒိုဂီကထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြပါပြီ။ငါ့ကိုထိသွားရင်ဘယ်လိုလုပ်မလဲ။အဲ့ဒီဓာတ်ကအန်ရများရတယ်လေ။ဟာမင်းကိုပဲထိအောင်လုပ်နေရလေ။ H ကာတာတို့အစိုးရရဲတွေကတကယ်ဓာတ်ကိုင်နေတာဖြစ်ပြီးဂင်ဒိုဂီကတော့ထုံးစံတိုင်းတသားဓာတ်နဲ့ပြန်ခုန်နေရပါ။အဲ့ချိန်မှာပဲအိုဂီတာကလောင်ချာနဲ့ထုလို့ H ကာတာကမနှဲရှောင်လိုက်ရပါသေးတယ်။ကက်ဆူရာကတော့ဘူတာမှာသုံးမဲ့ချန်ကိုင်ဘုံတစ်လုံးကိုဂင်ဒိုဂီကိုထုတ်ပေးပါတယ်။အခုဆိုရင်တခြားရေးစရာနေတိုင်းလည်းမရှိတော့ဘူးလေ။ခုံနဲ့တကားကိုပိတ်ထားခဲ့တာဖြစ်ပြီးအပြင်မှာကရဲတွေကရှိနေပါတယ်။ကာဂူရာကလက်စော့မိသွားပြီးချန်ကိုင်ဘုံရဲ့ကလုတ်ကိုနှိပ်လိုက်မိပါတယ်။ဒါကြောင့်ဂင်ဒိုဂီကိုလည်းချန်ကိုင်ဘုံကိုကန်ပြီးအပြင်ဘက်ကိုထွက်ပြေးပါပြီ။ရဲတွေကပါချန်ကိုင်ဘုံကိုတွေ့ပြီးလှမ်းသွားပြီးနှစ်ဖွဲ့လုံးပြေးကြတာပါ။မင်းတို့မှာဘုံကျွမ်းကျင်နေရှိရမလားရဲတွေကရှေ့ဓာတ်ကိုပိတ်ပေးစမ်းပါ။ရှင်မရှိမင်းကစက်မှုပိုင်းမှာကျွမ်းကျင်တယ်လို့ပြောခဲ့သလားရှော့ဒီလိုမျိုးပြောပြီးချန်ကိုင်ဘုံကိုပြစ်ပေးလိုက်ပါတယ်မင်းမနေပြီကာဂူရာဒါကနင်းပစ်တယ်နင်းကလေးလို့ဖြစ်ရတာဘုံဘောက်ကိုဆဲဆက်ကမှကြံတော့တာကြောင့်ကာဂူရာကသူ့ရဲ့ထီနဲ့ဘုံကိုင်လာတဲ့ဂင်ဒိုဂီကိုရိုက်ချလိုက်ပါတယ်မှန်ပလေးဘောက်ကနေဂင်ဒိုဂီကပြုတ်ကျသွားပြီးဂင်ဒိုဂီကသူ့ရဲ့လက်ထဲမှာ3စက္ကန့်မှကြံတော့တဲ့ဘုံကိုလေဘော်ကိုပြစ်လွတ်လိုက်တာပါဘုံကလေဘော်မှာပေါက်ကွဲသွားပါပြီကာဂူရာကတော့အပေါ်ကနေကြည့်ပြီးဂင်ဒိုဂီရဲ့အမြလို့ပြောနေခဲ့ပါတယ်ဂင်ဒိုဂီပြုတ်ကျသွားတာကိုရဲရင်းနေမှာကက်ဆူရာကလည်းတွေ့လိုက်ပါတယ်ကံကောင်းထောက်ဝဆောင်နေပဲဂင်ဒိုဂီကမသေးသေးပဲကြောင်ညာဆိုင်းဖို့ကိုလက်နဲ့ကင်ပြီးတွဲလောင်းရင်းဖြစ်နေခဲ့တာပါရဲတွေကလည်းသူတို့ညနေတိုင်းကြည့်နေကြဖြစ်တဲ့ညနေခင်းဟင်းကြိုအစီအစဉ်ပွဲကို TV မှာတွားရောက်ကြည့်ရှုခဲ့ပါတယ်ဒါပေမဲ့ဂျားပြတ်သတင်းတွေနဲ့ဟိုတယ်မှာဘုံပေါက်သွားတဲ့ကိစ္စကလာလို့သူတို့နှစ်ယောက်လည်းဘူသွားရပါပြီဒီမှာလည်းကင်မရာအပိုင်းကပြီးဆုံးလာပါတယ်ပြီးတော့ yes ကမ်းမှာတော့ဂင်ဒိုဂီတို့အဖွဲ့ဟာဘုံပေါက်ကွဲမှုတော့စစ်စစ်ခံနေရပါတယ်ဟေးတော်တင်ပြီလေငါတို့နဲ့ဘာမှမဆိုင်ဘူးလို့ပြောနေပြီလေရှင်မကြီးကငါတို့သွားကြရှိရဲ့အခုချင်းလှုပ်ပေးစမ်းလို့ကြမ်းလိုက်တော့မှရဲတွေကလှုပ်ပေးလိုက်ပါပြီဂင်ဒိုဂီတို့ကအချုပ်ခန်းထဲမှာ3ရက်လောက်နေလိုက်ရပါတယ်အဲ့ချိန်မှာပဲလူတယောက်ကထောင်ပေါက်ပြေးလာတာကာဂူရာအန်နဲ့အန်ဘက်ကိုတွေ့ပြီးတော့နန်လုံးလို့မေလဲမလို့တော့ဖြစ်သွားပါတယ်ရဲတွေကလည်းထွက်လာပြီးကာဂူရာရဲ့အန်ဘက်နဲ့ကိုတွေ့တော့ပို့ပြီးတော့နန်သွားတာပါဟေးသူ့ကိုတားလိုက်စမ်းသူကထောင်ပေါက်ပြေးတဲ့ကောင်ကာဂူရာကိုအဲ့ဒီလူကတစားခံလှုပ်လိုက်ပါပြီထောင်ပေါက်ပြေးတဲ့ဘဲကဂင်ဒိုဂီကိုကားမောင်းတက်လာလို့မေးပြီးရဲကားကိုမောင်းကထွက်ပြေးခဲ့ပါတယ်
မလုပ်လို့ကလည်းမရဘူးလေကာကူရာကိုသူကတစားခံနေနဲ့ဖမ်းထားတာဆိုတော့ထောင်ပေါက်ပြေးတဲ့ဘယ်မောင်းခိုင်းတဲ့လမ်းကပွဲတော်လုံးနေတဲ့လမ်းဖြစ်လို့လူတွေစီကားနေပါတယ်နောက်ကနေရဲကားတွေအများကြီးကလည်းအိုးအိုးတွေဆွဲပြီးလိုက်လာကြတာပေါ့တရားခံကဘူတာမျိုးအစင်စီကိုဥတီသွားနေတာပါမုံမိုးဆိုတဲ့အမှတ်တိုင်မှာရဲကားတွေကပိတ်ဆို့လိုက်ပေမဲ့ကင်တိုကီကကားကိုကျန်းကျန်းသာမောင်းပြီးတော့လှည့်ထက်သွားနိုင်ခဲ့ပါတယ်ရှေ့မှာတိုက်နေရရင်ပဲရှိရတာကြောင့်ကင်တိုကီကမိုးပေါ်ပြန်လိုက်ရပါပြီရဲကားတချို့ကတော့တိုက်နေရန်ကိုဆင့်တိုက်ရင်အောက်ဖက်မှာကြံခဲ့ပါတယ်ဒါပေမဲ့သူ့နောက်ကိုလိုက်လာတဲ့မိုးပြန်ရဲကားတွေကမနှဲမနှောပါပဲရဲကားတွေကိုလှက်ပက်ပြီးရှောင်နိုင်ခဲ့ပေမဲ့ခလေးတွန်းလဲလေးတွန်းလာတဲ့လူတစ်ယောက်ကိုရှောင်ရင်းနဲ့ကင်တိုကီတို့ကားဟာမှောက်သွားခဲ့ရပါတယ်ဓာတ်တိုင်ကြီးလည်းတိုက်ပြီးဓာတ်တိုင်ကြီးလည်းလဲကုန်တာရေခွေးစုပ်ကားကမြင်မြင်ရက်လို့မရအောင်ဆိုတော့ तू ကမသိရလားဟာကြီးကြိုက်သွားတဲ့ကာကူအားကိုကင်တိုကီကဂုံပိုးရင်းနဲ့ရဲကားတွေကထွက်လာလိုက်ပါတယ်ရဲ၃ယောက်ကခြေချင်းလိုက်လာတာကြောင့်ကင်တိုကီကထောင်ပေါက်ပြေးလာတဲ့တရားခံကိုပါလမ်းပြလိုက်ပါသေးတယ်ကင်တိုကီတို့ကမြောင်းစိုးပေါက်တဲကိုဝင်ပြေးသွားတာပါကင်တိုကီကတော့ရဲတွေကိုမုန်းလို့ဒီဘဲကိုပဲကူညီနေရတာပါတခြားအကြောင်းရင်းတော့ထွေထူးသိမ့်မရှိသေးပါဘူးဘာပဲဖြစ်သူကဒီကိစ္စမှာတတဲဝင်ပါနေတယ်လို့မျိုးဖြစ်နေပါပြီတရားခံကသူ့ရဲ့ရည်ရွယ်ချက်နေရာကိုသွားတာပါဘာလဲဆိုတော့အဆိုတော်ကောင်မလေးတယောက်ဖျော်ပြရဲနေရပါစုတာရာကာဒိုဆိုတဲ့ပေါ့အဆိုတော်မလေးရဲ့ပထမဆုံးဓာတ်ရိုက်ဖျော်ပြတဲ့ပွဲလေးဖြစ်ပါတယ်ဟာဒါခမရရဲ့ရည်ရွယ်ချက်လားဟာအဆိုတော်လေးတယောက်လာကြည့်ရဟာကိုကင်တိုကီကတော့စိတ်တူသွားပါပြီတခဏကပျော်ရွှင်ရဖို့တဘွားလုံးကိုဖျက်ဆီးခံလိုက်တယ်ပေါ့ကင်တိုကီကပြန်ကျင်နေပေမဲ့ကာကူကတော့မပြန်ကျင်သေးပါဘူးချင်းမန်ကြီးဆိုရင်နောက်ကလူတွေကိုအဆိုတော်လေးရဲ့နာမည်အော်ခေါ်ပြီးအားပေးခိုင်းတဲ့အထိအောင်ကြမ်းတမ်းနေတာပါသူကရှေ့ကနေတိုင်မင်းနေတာဖြစ်ပါတယ် LOVE love ဆိုတော့ကောင်မလေးရဲ့နာမည်ကိုလူအများကတော့အိုဆုဆိုပြီးတော့ချစ်စလုံးနဲ့ခေါ်ကြပါတယ်။ဒါရဲ့ထုတ်လွှင့်တဲ့ပွဲမှာမိတ်ဆက်သွားတာကတော့သူ့ရဲ့အခွေသစ်ရှင့်အဖေကဝီဝီဆိုတဲ့ CD ချက်ပဲဖြစ်ပါတယ်။အိုဆုရဲ့တဝင်းဝဲအန်ဒီကသူ့ရဲ့မန်နေဂျာဖြစ်ပါတယ်။အိုဆုရဲ့အဖေကခုနဂင်တိုကီယိုနဲ့အတူထောင်ဖောက်ပြေးလာတဲ့လူကြီးပဲဖြစ်ပါတယ်။မီဒီယာတွေကသူ့အဖေကြောင့်မေးခဲ့ရမှာတော့မန်နေဂျာကသူ့အဖေကလွန်ခဲ့တဲ့73နှစ်ကပဲကွယ်လွန်သွားပါပြီလို့ဖြေခဲ့ပါတယ်။အိုဆုကတော့အဖေတွေပျောက်ဆုံးနေခဲ့တာပါ။သူဘယ်လိုမှဖြေနိုင်ပါလဲလေ။ဒီကြောင့်တွေကိုမန်နေဂျာအန်တီဂျီကထောင်ပေါက်ပြေးလာတဲ့အိုဆုရဲ့အဖေကိုပြောပြနေခဲ့တာပါအန်တီဂျီကတော့အိုဆုရဲ့အဖေကိုဒီကနေထွက်သွားပြီးလုံးဝပြန်မလာဖို့ပဲပြောနေပါတယ်အိုဆုကတော့သူ့ဖေရောက်နေတာမသိသေးပါဘူးအိုဆုငယ်တုန်းကသူအဆိုတော်ဖြစ်တဲ့နေ့ကျရင်လာအားပေးမယ်လို့အဖေဖြစ်သူကဂရုပေးထားခဲ့ဘူးပါတယ်အဲ့ဒီဂရုကြောင့်အခုထောင်ပေါက်ပြေးပြီးပွဲကိုလာရခြင်းဖြစ်ပါတယ်အိုဆုကိုအားပေးတဲ့တဲကဘောဝါတော်လူကြီးတယောက်ဟာဂျိုသားဖြစ်နေပြီးအိုဆုကိုဖမ်းမှုလာနေပါတယ်အာမတမန်သိပေမဲ့မျက်နှာကိုကျွတ်အိတ်ဆွထားတဲ့လူကြီးတယောက်ကတော့ဝင်တားလိုက်ပါပြီ။အဲ့ဒီလူကတော့အိုဆုရဲ့အဖေပဲဖြစ်ပါတယ်။ဂျိုသားကသူ့ရဲ့ရေပွဲလက်တိန်နဲ့အိုဆုရဲ့အဖေကိုအဝေးကိုကန်ထုတ်လိုက်ပါတယ်။ရှင်မကြီးပါဝင်အိုဆုရဲ့ဖန်တွေဟာအိုဆုကိုကာဝယ်ရမယ်ဆိုပြီးဂျိုသားကိုတားခဲ့ကြပါတယ်။ဒါပေမဲ့ဟိုလူကအကောင်ကြီးဆိုတော့မနိုင်ပါဘူး။ရေပွဲလက်တွေလည်းပါတာကြောင့်လည်းပါတာပေါ့။အဲ့ချိန်မှာပဲကင်တိုကီကရောက်လာပြီးသူ့ရဲ့တစ်သားသားနဲ့ဂျိုသားရဲ့ရေပွဲလက်တွေကိုခုတ်ပါပြီ။ကင်တိုကီပါလာပြီဆိုတော့ရှင်မကြီးကလည်းသူ့ရဲ့တစ်သားသားနဲ့ဝင်ပြီးခုတ်ခဲ့ပါတယ်။ဝတ်တော်ကြီးကများအားလုံးဘူးတွေအတွက်မျက်လုံးကလည်းရီဝေပြီးတော့မေ့လဲသွားပါပြီ။ကင်တိုကီကပန်းဝင်သုံးဝင်ထည့်ထားတဲ့ပန်းစည်းပုံစံလေးကိုထောက်ဖောက်ပြေးလာတဲ့ဘဲကြီးစီပစ်ပေးလိုက်ပါတယ်။သူ့သမီးကိုပေးလို့ပေါ့။ဘဲကြီးကပန်းစည်းလေးသေးသေးလေးကိုသူ့သမီးကိုပေးပြီးဘာမှမပြောပဲဒီတိုင်းပဲထွက်ခွာသွားခဲ့ပါတယ်။စိတ်ထဲကနေတော့အိုစုသမီးစူးစမ်းတော့လို့ပြောပြီးထွက်သွားခဲ့တာပါ။ဒါပေမဲ့အိုစုကနောက်တစ်ခါဆိုရင်နှင်းစီပန်းများများယူခဲ့နော်။အဲ့ဒီချိန်ကျရင်စင်ပေါ်မှာစောင့်နေမယ်ဖေဖေလို့ပြောခဲ့ပါပြီ။အိုစုကသူ့အဖေတော့ရေးထားတဲ့အရှင်းဖေကဝီဝီဆိုတဲ့တခြင်းကိုဆက်လက်ဖျော်ပြသွားခဲ့ပါတယ်။သူ့အဖေကတော့ရဲရဲစီမှာပြန်ပြီးဖမ်းခံလိုက်ပါတယ်။ဒီမှာနေဂေတမအပိုင်း6ကပြီးဆုံးလာပါတယ်။ကြီးဆိုတဲ့ဂျိုသားဟာသူ့တပည့်တွေကိုလူတယောက်ရှာခိုင်းတာရှာလုံးမတွေ့ရနဲ့နဗန်နေဘာကြီးကျင်းပနေတာပါ။မင်းတို့ဤလိုရဲတွေကငါတို့ခိုင်းတာကိုလောက်ရမှာပဲ။ဤလိုရဲတွေကအာမန်တိုဂျိုသားတွေရဲ့ရဲခွေးလေးတွေဖြစ်နေတာပေါ့။ဒီဘက်မှာတော့အင်ရှင်အိုဒိုစကဂေတမတို့ကိုအင်္ဂါကတောင်းနေပါပြီ။ဂင်တိုကီကသူ့စီမှာရှိတဲ့အကျွေလေးတွေပေးပြီးအထဲကိုပြန်ဝင်သွားပါပြီဟဲ့ကျန်တဲ့130ရန်နဲ့ဘာလို့ရမှာလဲဟာကျွန်တော်မှမရှိဘူးအဲ့ဒါအကုန်ပဲလေကိုချင်းမစတတ်တဲ့အဖွားကြီးပတ်ဆက်မရှိဘူးဆိုရင်အဖွားကြီးတွေစီကနေတွားချူစားလေခွေးကြီးတွေရောဘယ်ရောက်သွားလို့လဲကောက်ကောက်အမြဲတမ်းပဲတစ်ခါလာလဲပတ်စံကြီးပဲအဲ့လောက်ထိမြူဆဲခြင်းလဲပြောလေငတ်သိမဲ့အရွာမှအဲ့ချိန်မှာသူတို့ချန်ဖြစ်နေတာကိုကားထဲကနေမှန်ချပြီးကြည့်နေတဲ့လူတယောက်ရှိနေခဲ့ပါတယ်ခေါင်းဆောင်ဒီနေရာပါပဲတွားကြစို့ဒါနဲ့ပဲဂျမ်မဂ္ဂဇင်းဝယ်ဖို့စုထားတဲ့ရန်230ကိုအိုဒိုစကယူပြီးထွက်သွားပါတယ်။ဂင်တိုကီကတော့ဘူပြီးကြံခဲ့ပါပြီ။ရှင်မန်ချီကတော့မင်းငါးလားစာကိုတော့ပေးနိုင်လို့လား။မင်းကိုအားကိုးနေရတာနော်။ငါအိမ်စေးတွေကလည်းအဝီစီးတွေထိုးကြနေပြီ။ဒါပေမဲ့ဂင်တိုကီကရှင်မန်ကြီးမင်းမရေးသားရှိလား။အသက်ကြီးတဲ့မိန်းမတွေနဲ့အပြင်ကိုတွဲသွားရမှာကိုစိတ်ဝင်စားလားလို့မေးလာပါပြီ။သူ့နာမည်ကအိုဒိုစတဲ့ဘယ်တကောင်းသားကသူနဲ့တွဲမှလဲဟာလို့ရှင်မန်ကြီးကတုံ့ပြန်လာပါတယ်။လူတယောက်ရဲ့ငွေရမှုကိုဘာအတွက်30ကျင်းနေတာလဲ။ပတ်စံကလိုချင်နေတဲ့သူတွေစီကိုမလာဘူးကွာ
ပတ်စံကအေးဆေးတဲ့သူနဲ့သူများကိုဒီကက်ရောက်လုံးစေချင်တဲ့သူတွေစီကိုပဲလာတာကင်တိုကီက TV ဖွင့်မရလို့ TV ကိုတော့ထုနေပါသေးတယ် TV ဖွင့်လာတော့သတင်းလောက်ကက်ဆူနိုရဲ့သတင်းကလာနေတာပါထူးဆန်းတဲ့အကောင့်ကြီးက Orido Horsepower မှာပေါ်လာခဲ့ပြီးဒီနေရာကိုဖျက်ဆီးထိခိုက်အောင်လုပ်သွားတယ်ဆိုတာသိတာပါရဲ့နိုင်ပေါင်းများစွာဖျက်ဆီးပြီးတော့ထွက်ပြေးသွားတာဟဲ့အောင်နေနောက်ထပ်ဂျိုသားတစ်ကောင်ကဘူတာကနေထပ်ပြီးပေါ်ထွက်လာပြန်ပြီလားခဏပဲနော်အဲ့ချိန်တကားဘဲတီးတဲ့ကြားရကြောင်းအင်ရှင်အိုဒိုစ်လို့ထင်သွားခဲ့ပါတယ်ကင်နိုကီကတကားကိုစောက်ကန်ပြီးပတ်စံအတွက်ဆိုရင်တပြားတစ်ချက်ကြမှမရှိဘူးလို့ပြောပြီးတော့လေအပုတ်ဆုံးမရဲ့ဒါပေမဲ့အဲ့ဒါကဤလိုရဲတွေသာဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်ရဲတွေရဲ့ခေါင်းဆောင်ကလဲကျသွားပါပြီတောင်းပန်ပါတယ်ကျွန်တော်မှာပါနောက်တစ်ခါပြန်လာခဲ့ပါမယ်မင်းတို့ကအစိုးရကလားဟုတ်တယ်လေမောင်အစုံလို့မင်းကိုအလုံးအမလို့လာခဲ့တာဒါနဲ့ပဲရဲတွေရဲ့ကားနဲ့ပါသွားကြပါတယ်သူတို့ကိုခိုင်းမဲ့သူကရဲရဲမှာအကြီးဆုံးလို့ပြောပါတယ်ဒါကိုကာကူရာကနားမလဲပဲအကြီးဆုံးဆိုတော့သူ့မှာဂွေးစီကြီးရှိတယ်လို့ပြောချင်တာလားမဟုတ်ဘူးလေသူကရေးကြီးရဲ့အစိုးရကအရာရှိကိုပြောနေတာလို့ရှင်ပန်ချီကပြန်ဖြေလိုက်ရပါတယ်ပြီးတော့လေကာကူရာချန်မင်းကလေးကအဲ့ဒီစကားကိုမပြောသင့်ဘူးနော်လူကြီးကန်ကြီးထင်လို့လိုက်သွားတာအာမန်ဒိုဂျိုသားမတယောက်ကသူ့ရဲ့အချစ်တော်ကြောင်ပြောလို့ရှာခိုင်းတာဖြစ်နေပါတယ်အဲ့လူကြီးကအန်လီပုံစံပေါင်းနေပေမဲ့အဲ့ဒါကယောက်ျားပါသူကအာမန်ဒိုရဲ့မင်းသားတစ်ပါးလည်းဖြစ်ပါတယ်ကင်တိုကီကတော့ကြောင်ရှာတဲ့လို့ဆိုရင်မလုပ်ချင်လို့ပြောပါတယ်ရေကောင်းဆောင်ကအလုတ်အန်ရလာမဲ့ပတ်စံတွေထုတ်ပြလိုက်တော့မှတထေးရှင်ပြောသမျှဘာမှမဆိုလုပ်ပေးပါမယ်တွေဖြစ်ကုန်ပါပြီမြင်လိုက်တာဟာနည်းနည်းလေးတော့မူကြပါအောင်လားသူတို့ထင်နေတာပါဆူးဆိုတာကြောင်လို့ထင်ပေမဲ့ပန်းရောက်ရေဝဲတကောင်သာဖြစ်နေခဲ့တာပါခုနမင်းသားရဲ့အိမ်မွေးတရိတ်ဆန်လည်းဖြစ်ပါတယ်ဒီကောင်ကအရှင်ဖမ်းပြီးဒီနေ့ပြန်ခေါ်လာစေခြင်းနေတာပါဒါနဲ့ပဲရေပွဲကိုရှာဖို့ကမ်းခြေကလူတွေရေပွဲစာရောက်နဲ့စားတော့ဆိုင်တွေကိုလိုက်ပြီးမိခဲ့ပါတယ်ဒါပေမဲ့တယောက်ကမှအိမ်မွေးတရိတ်ဆန်ရေပွဲအကြောင်းကိုမသိကြပါဘူးတယောက်ကသိရဆိုတော့သွားကြည့်လိုက်တာအဲ့ဒါကအပါဆူးရေပွဲနဲ့တူတဲ့မျိုးသမီးတူဖြစ်နေခဲ့တာပါသူ့ပုံစံကဇပင်ကိုပန်းအောင်ဆိုးထားတာပါဟာမင်းတို့ကတူဝင်မဲ့လေသူ့မှာလက်တက်နေမရှိဘူးလေသူတို့တွေမျိုးလုံးသားမှာနည်းနည်းလေးဆင်တယ်လို့မထင်မိဘူးလားပါဆူးကြီးဟေးမဟုတ်ဘူးဟာမဟုတ်ဘူးသူကလူသားကရှင်တို့တွေကျမကိုဟာတာလုံနေကြတာလားဟုတ်ပြီရပြီဒီနေ့ကနေစပြီခမကပါဆူးပဲမဟုတ်ဘူးကျမနာမည်ကဗန်နစ်စာရှင်ဟုတ်ပြီဒါဆိုရင်ဒီနေ့စရရှင်ကပါဆူးဗန်နစ်စာပဲအဲ့ချိန်အနားမှာပါဆူးကိုတင်သွားပုံရတဲ့ကားတစ်စီးကိုနောက်ကနေအသေးတန်လိုက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကရေဝဲမဟုတ်ဘဲနဲ့ကင်းမုံရီတာဖြစ်လို့နေခဲ့ပါတယ်ရေဝဲတွေကအိုးရဲကိုဝင်လာတဲ့သဘောရှိအားကြောင့်အိုးကြီးတစ်ခုထဲမှာသူတို့သုံးယောက်သားကဝင်ထိုင်ပြီးရေဝဲလာကိုစောင့်နေကြပါတယ်မထင်မဲ့ပဲတကယ်ပဲပါဆူကရောက်လာခဲ့ပါတယ်ပါဆူကသူတို့သုံးယောက်ကိုတွေ့တော့လန့်ပြီးထွက်ပြေးသွားပါပြီနောက်ကနေလိုက်ဖမ်းလို့လောက်တာအိုးရဲမှာသုံးယောက်သားကတစ်နေကြလို့လိုက်မဖမ်းနိုင်ခဲ့ပါဘူးဒါနဲ့ပဲအိုးကြီးကိုဘေးတစ်စောင်းနှိမ့်ချလိုက်ပြီးပါဆူရဲ့နောက်ကိုလိုက်ခဲ့ပါတယ်ဂုံစင်တစ်ခုမှာအရှိန်နဲ့ဖြစ်သွားတဲ့ကြောင့်ပါဆူကိုကျိတ်မိသွားပြီးနေရန်တစ်ခုကိုတိုက်ကဂင်တိုကီတို့ကရက်သွားပါတယ်ပါဆူကတော့အပြားကြီးဖြစ်သွားပါပြီပါဆူကစက်ကူပြားတစ်ချက်လောက်ကိုပါလာသွားတာပါဒါနဲ့ပန်းရှင်ခေါ်ပြလိုက်တော့ပါဆူလာတဲ့ဂျိုကအရန်အေးတာရေပူလေးလောင်းလိုက်မယ်ဆိုရင်ငကိုတိုင်းပြန်ဖြစ်သွားတော့တယ်အဲစကားကိုကြာချင်းကာကူရာကပါဆူကိုရေနွေးပူထဲမှာထည့်ပြုတ်နေပါပြီပြုတ်တဲ့ဟိုကအရန်ကြီးလာတာကြောင့်ပါဆူကလည်းအကြီးကြီးကိုဖြစ်သွားတာပါဒါနဲ့မကသေးပဲပါဆူကအိမ်တွေကိုဖျက်ဆီးပါပြီရှင်မန်ကြီးကအဲ့ဒါဆိုငါတို့သိပြီ TV မှာလိုက်ဖျက်ဆီးနေတဲ့အကောင်ကြီးဆိုတာဒီကောင်ကြီးပဲမလားအဲ့ဒါတက်ခမကအဲ့ကောင်ကိုဘယ်လိုများမွေးထားတာလဲပါဆူကသူ့တခင်ကိုတော့သူ့ရဲ့လက်တံရင်းနဲ့ရိုက်ချလိုက်တာအဝေးကတပ်ပင်စီကိုလင်းထွက်သွားပါတယ်ပါဆူကမျိုးဘက်စီဦးတီသွားနေရကြောင့်ဂင်တိုကြီးကသူ့ရဲ့တက်သားသားကိုထုတ်လိုက်ပါပြီဒန်ကာကူရာကြီးစော့နေသွားဝယ်ထားဒီနေ့ညကျရင်ရေပွဲတုတ်ထိုးလေးလှုပ်ရှားကြမယ်လေဂင်တိုကြီးကပါဆူကိုတီးထုတ်လိုက်တာပါဆူကတော့ခီးသွားပါပြီဟာဆာကဝါကြီးဒါကဘာသဘောလဲသူ့ကိုမထိအောင်ဖမ်းခိုင်းတာလေမင်းဒါကိုဘယ်လိုတာဝန်ယူမလဲဒါကအပြည့်ဆိုင်ရာမှုခင်းနော်အခုတစ်ခေါက်မှာတော့ဟက်ဆာကာဝါကအမန်ဒိုရဲ့အလိုကိုမလိုက်ပဲဂင်တိုကီတို့လူသားသူတို့တိုင်းပြည်ရဲ့အလိုကိုလိုက်ခဲ့ရပဲဖြစ်ပါတယ်ဒါဆိုရင်ဟက်ဆာကာဝါခမည်းကအမန်ဒိုရဲ့အလိုကိုမလိုက်ဘူးဆိုတော့ခမည်းကိုဖမ်းဆီးရမယ်ထင်တယ်နော်ဒီမှာရဲ့ဂင်တမအပိုင်း9ကပြီးဆုံးတာပါတယ်ကာရာအိုကေကန်တစ်ခုကိုရှင်းစာကမ်းပြီးရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်အထဲမှာတော့မိန်းကလေးတွေနဲ့တောက်စားပျော်ပါနေကြပြီးရဲတွေကတတုံးကြီးရောင်တုံးပြီးတကားကိုတိုက်ဖွင့်ခဲ့တာပါအထဲမှာဒူးစရိုက်တွေလုံးနေလို့တရင်ရရှိခဲ့လို့ဖြစ်ပါတယ်မင်းတို့တွေအာရုံနောက်စရာပဲကာရာအိုကေဆိုရင်ဆိုရကိုတော်လာမွန်ကြိတ်ကြံနေကြတယ်ထူးဆန်းတာကရဲတပ်ဖွဲ့နဲ့အတူရုံးမြင့်တန်ကြားတွေပါလာပါတယ်တစ်ဖက်ကလည်းဓာတ်ရိုက်နဲ့ပြန်ခိုးကန်တာကြောင့်တိုက်ခိုက်မှုတွေဖြစ်ကြပါတယ်ရုံးမြင့်တန်ကြားအဖွဲ့ကတော့နောက်ထပ်24နာရီအထိရှေ့စက္ကန့်ပြီးရဲတပ်ဖွဲ့ကိုရိုက်ကူးရေးလုပ်ပေးသွားမယ်လို့ဆိုပါတယ်ရှေ့စက္ကန့်ပြီးအဖွဲ့ခေါင်းဆောင်ကွန်ဒိုကတော့ရုံးမြင့်တန်ကြားထဲမှာပါကျင်တာကြောင့်ဒီဖမ်းတဲ့ပွဲကိုမလိုက်လာခဲ့ပါဘူးတနေရာမှာလေ့ကျင့်နေကြမယ်လို့ထင်နေခဲ့ကြပေမဲ့တကယ်တော့ကွန်ဒိုကတခြား KTV တခုမှရောက်ရှိနေခဲ့တာပါ KTV မှာလှုပ်နေတဲ့ရှင်ပန်ဂျီယာမှာအိုဒေးနဲ့သူကတွေးဆောင်နေတာလည်းဖြစ်ပါတယ်
ရှုပ်တရဲ့ကွန်တိုကအိုတေးကိုသူ့ကိုလက်ထပ်ဖို့ပြောလိုက်ပေမဲ့အိုတေးကတော့ညှင်းဆန်ခဲ့ပါတယ်ကွန်တိုကဒီလောက်နဲ့မပြီးသွားသေးပဲနောက်တစ်နေ့မှာတက်တိုင်ကြီးကိုဖတ်ပြီးအိုတေးရဲ့အိမ်ထဲမှာငါ့ကိုလက်ထပ်ပါဆိုပြီးလာអော်ခဲ့ပါတယ်အော်ဟင်းတွေတော့အနာကလူတွေကလည်းရောက်လာကြတာပေါ့ဒါပေမဲ့အိုတေးကပကံနဲ့ပြစ်ပေါက်လိုက်တာကြောင့်ကွန်တိုကတော့ပကံထိမှန်ပြီးအောက်ပြုတ်ကျသွားခဲ့ပါတယ်ရှင်ဆာကီတပ်ဖွဲ့ကတော့စောစီးထပြီးလေ့ကျင့်တက်လေးရှိပါတယ်စောထပြီးကြိုးစားလေ့ကျင့်တော့တိုက်ပွဲတွေကိုအချိန်မီပါဝင်နိုင်တာပေါ့အခုထိလည်းခေါင်းဆောင်ဖြစ်တဲ့ကွန်တိုကရောက်လာသေးပဲဟစ်ကာတာကပဲဥဆောင်ပြီးလေ့ကျင့်ပေးနေရတာပါရှင်ပန်ဂျီကတော့အမားကတော့ထူးဆန်းတဲ့ပိုးပန်းတဲ့သူကိုရထားတာပဲဆိုပြီးမှတ်ချက်ပြုနေခဲ့ပါတယ်အိုတေးကတော့ဒါကိုစိတ်ပြတ်နေတာပါဒီနေ့လေအိမ်မှာကြောက်ကြော်ပဲချက်မယ်ဆိုတော့ရှင်ပန်ဂျီကလန်သွားရပါပြီကွန်တိုကဟင်းရွက်တဲ့နေရာမှာလိုက်ပြီးတော့နှောက်ယှက်နေတာပါဟင်းရွက်ပုံထဲမှာပုံနေတော့အိုတေးကလည်းလန်သွားရပါဒါကြောင့်ဟင်းသီးဟင်းရွက်တင်နေအိုတေးကတော့ကွန်တိုကိုထူးချလိုက်ပါပြီအဲ့နောက်တက်နစ်ဘောလုံးပေါ်မှာနင်းကိုချစ်တယ်လို့ရေးပြီးတော့ကွန်တိုကပေးပို့ခဲ့ပြန်ပါတယ်တန်နစ်နဲ့ဒိုင်မန်ထိုးရတာကိုကြိုက်တယ်ဆိုပြီးတန်နစ်ဘတ်တန်ကိုကန်ရေကူးတဲ့ဝတ်စုံတွေခြေထောက်ရှည်ရက်တွေရေကူးမျက်မှန်နေနဲ့တူထွက်ချလာပြန်ပါတယ်ပုံစံကလည်းတော်တော်လေးကိုမှကိုယိုကာရနိုင်လာပါတယ်ကင်လိုဝီကတော့တော်တော်လေးကြာနေပြီဖြစ်တာကြောင့်ဒီအပိုင်းစားတွေကမပါရဘူးအခုမှပါရတယ်ဆိုပြီးရှင်မန်ချီကိုတင်းနေခဲ့ပါတယ်ကာကူရာကတော့ခောက်ဆဲပြုတ်ပကံတေးသေးလေးကိုပဲတီးနေပါတယ်ဟာခောက်ဆဲပြုတ်ပကံတေးသေးလေးကိုလည်းကြည့်ကြပါဦးဆိုင်ရှင်ကဆိုင်ပိတ်တော့မယ်လို့လာပြောတာကြောင့်ကင်နိုကီကတော့ဂျန်နဲ့ခောက်ဆဲပြုတ်တွေကိုအိမ်တဲသွားရမယ်လို့မျှော်လင့်နေခဲ့ပါတယ်ဒါပေမဲ့ကာကူရာအကုန်လုံးကိုတီးလွတ်လိုက်ပါတယ်ဒါပေမဲ့သူရှင်းရမှာမဟုတ်တော့အကြောင်းအကုန်လုံးကိုမောချပစ်ခိုင်းလိုက်ပါတယ်ဒီပွဲကိုရှင်းရမှာကရှင်ပန်ချီပဲဖြစ်ပါတယ်အဲ့ချိန်မှာပဲသူတို့ကိုလိုက်ချောင်းတဲ့လူတယောက်ရှိလို့လိုက်ချောင်းတဲ့ကောင်ထွက်ခဲ့စမ်းမှာအဲ့ဒါကတော့ကွန်တိုပဲဖြစ်ပါတယ်အိုတေးပါလာလို့လိုက်ချောင်းနေရတာပါဒါပေမဲ့အိုတေးကတော့ငါတို့ကလက်ထက်တော့မှာဆိုပြီးကင်တိုကီရဲ့လက်မောင်းကန်ကန်ပြောလိုက်ပါတယ်ဝိုးရစီကျရင်သူနဲ့လက်ထက်တော့မှာလေငါတို့ကိုသဘောတူထားပြီးသားငါတို့ကချစ်သူတွေပါသူကငါ့ကိုဒီနည်းနဲ့ရောဟိုနည်းနဲ့ရောဒီပေါင်းစုံနဲ့ညစ်ပေအောင်လုပ်နေတာကွန်တိုကတော့နေဘလောက်ညစ်ပတ်ငါနဲ့ကိုလက်ခံနိုင်ပါရဲ့လို့ပြောချလာပါပြီအိုတေးကိုရှင်ရအသေးရကွန်တိုကယူမဲ့ပုံစံမျိုးပါပဲကင်တိုကီကိုငါမင်းကိုစိန်ခေါ်နေတာနိုင်တဲ့သူအိုတေးကိုယူကြည့်လို့စိန်ခေါ်လာပါပြီလူထဲမှာလူတယောက်ကအရက်မှုပြီးခိုးပြေးတီပြေးလုံးနေလို့ရှင်းစကန်မျိုးဖွဲ့ရရောက်ချလာပါပြီသူတို့ရဲတပ်ဖွဲ့ကအခုထိရုံးမြင့်တန်ကြာကရိုက်ထားတော့မှာပဲဟစ်ကာတာရဲ့ခြေထောက်နားမှာအရက်သမားကမူဗီအန်ချလိုက်လို့ဟစ်ကာတာကတော်တော်လေးဒေါသထွက်သွားပါပြီဒါကြောင့်တခြားရဲတပ်ဖွဲ့ဝင်တွေကသူ့ကိုဝိုင်းထိန်နေရပါတယ်ကွန်တိုတို့ချောင်းတဲ့နေရာမှာပွဲကြီးပရိသတ်တွေကလည်းရောက်နေကြပါပြီရှင်ပန်ချီနဲ့ကာကူရာဆိုရင်ထိုရှင်တို့တကြားလုံးတော့ပါလိုက်ရောက်ပြီးစီးပွားရေးတောင်းကျမ်းနေရပါဒါပေမဲ့ကင်တိုကီကအခုထိရောက်မလာသေးပါဘူးဟေးသူအစင်သိမ့်ဖြစ်သေးဘူးလားထွက်မြန်းပြေးသွားရလားလို့ကွန်တိုကစိတ်ပူလာပါပြီကန်တိုကတစ်သားသားကိုတောင်းပြီးချခဲ့ပါတယ်ဒါပေမဲ့တိုက်ခိုက်ခံနေမှာသူ့ရဲ့တစ်သားသားထိတ်ကကျိုးသွားခဲ့ပါတယ်ကင်တိုကီကဒါကိုမဆောင်ဆိုင်ပဲသူ့ရဲ့တစ်သားသားနဲ့ခုတ်ချလိုက်တာကန်တိုကတော့လွန်ထွက်သွားခဲ့ပါပြီအဲ့လက်နက်ကကာကူရာရိုစီကနေကန်တိုကတောင်းနေတာဖြစ်ပါတယ်အဲ့လက်နက်ကိုအိမ်သာသွားတော့ကကင်တိုကီဟာဓာတ်နဲ့နက်နက်လေးစီးခဲ့တာပါအရန်နဲ့တော့တစ်ချက်လေးရမ်းလိုက်တာနဲ့ပြတ်သွားရောအဲ့ချိန်မှာပဲဟက်ကာတာတို့ဟာဒရာနာကိုရောက်ချလာပါတယ်အနားမှာမိမတယောက်အတွက်တိုက်ခိုက်ရင်လဲကျနေတဲ့သူကိုတွေ့တယ်လို့ဆိုတော့အထင်သေးတဲ့အကြည့်နဲ့တွားကြည့်ခဲ့ပါတယ်နောက်မှသူတို့ရဲ့ဆရာကွန်တိုဖြစ်နေမှတီးခဲ့ရတာပါရုံးမြင့်တန်ကြားရိုက်ကူးရေးကလည်းပါလာပါတယ်အဆက်ကတော့ကွဲပါပြီဒီမှာလည်းကင်တိုကီအပိုင်းရှစ်ကပြီးဆုံးတာပါကိုရာဟာမိန်းကလေးတယောက်နဲ့ချစ်ချင်းတရားပြန်ပွဲမှာကြာရှုံးခဲ့ရတယ်အဲ့ဒီအတွက်ရွှေရောင်စပင်နဲ့ဆာမူရိုင်းကဘသူလဲလို့ရဲတပ်ဖွဲ့ကသူ့ရဲ့အောက်လက်ငယ်သားတွေကမကျင်တဲ့လို့ခေါင်းဆောင်ကိုရာကိုမင်းနေကြတာပဲဖြစ်ပါတယ်အဲ့ဒီဆာမူရိုင်းကိုသွားဖျက်မဲ့ဆိုပြီးရဲတွေကဓာတ်တွေနဲ့တကွထွက်သွားကြပါတယ်ဟစ်ကာတာကတော့ကင်တိုကီကိုသူတို့နိုင်လောက်မှမထင်ပါဘူးရဲတွေကတော့ရှင်နီကမီရဲ့ဂုံအတွက်သွားတိုက်ခိုက်တာလို့ဆိုပါတယ်အစုံလုံးကင်တိုကီတို့ဘက်မှာတော့အီရှီတာဆိုတဲ့လူကအလုတ်ကျန်းလုပ်ဖို့လာငှားပါတယ်ကင်တိုကီတို့တငယ်ချင်း၃ယောက်သားဟာစုံစမ်းစစ်ကစားကြပြီရှုံးတဲ့သူကအလုတ်ကျန်းသွားလို့ရမှာပါထုံးစံတိုင်းကင်တိုကီကပဲရှုံးသွားပြီးအလုတ်ကျန်းလုပ်ဖို့ပါသွားရပါတော့တယ်ရှင်နီကမီရဲတွေကတော့ငွေရောင်စပင်နဲ့ဆာမူရန်ကောင်ငါတို့ရုံးခန်းကိုလာခဲ့ပါဆိုတဲ့စာရွက်တွေအများပြကိုမြို့ထဲမှာလိုက်ကတ်နေတာပါရဲတွေကငွေရောင်စပင်နဲ့ဆာမူရန်ကိုလိုက်ရှာရမယ်တက်လဲတွေပဲဖြစ်နေပါတယ်ထမင်းဆိုင်မှာထမင်းပြူစားနေတဲ့ထိပ်ပြောင်ဆာမူရိုင်းစပင်ညက်နေတဲ့ထိပ်ပြောင်ဆာမူရိုင်းရဲတွေရဲ့ကတ်ထားတဲ့ကြောင်ညာစာရွက်တွေကြောင့်ကွန်တိုရှုံးတာကိုတစ်မျိုးလုံးကလည်းတစ်ဖက်လက်နဲ့တိသွားကြပါပြီဒီသတင်းကိုအိုဂီတာကအဖွဲ့ရဲ့ဒူကောင်းဆောင်ဖြစ်တဲ့ဟစ်ကာတာကိုပြပြလိုက်တာပဲဖြစ်ပါတယ်အဲ့တော့မှဟစ်ကာတာကလည်းငွေရောင်စပင်နဲ့ဆာမူရိုင်းကိုတက်ပစ်မယ်ဆိုပြီးအိုဂီတာကိုခေါ်ကထွက်လာခဲ့ပါတယ်ဒါအပြင်မျိုးထဲမှာကတ်ထားတဲ့ကြောင်ညာစာရွက်တွေကိုလည်းလိုက်ပြီးတော့ဖြည့်ခဲ့ပါတယ်ဟစ်ကာတာတို့ကအသေးအတန်လိုက်ရှာနေကြတဲ့အချိန်မှာကင်တိုကီကခေါင်မိုးအုပ်ကျွတ်တွေမိုးနေခဲ့ရလဲဖြစ်ပါတယ်အဲ့ချိန်ဟစ်ကာတာရဲ့ခေါင်းပေါ်ကိုတသားတန်းပြုတ်ကြမယ်ဖြစ်သွားခဲ့ပါတယ်အဲ့ဒါကတော့ကင်တိုကီတို့အလက်လုံးနေတဲ့ site ဖြစ်နေခဲ့ပါတယ်ကင်တိုကီကအလုတ်ခွင့်မှာဖြစ်တဲ့အတွက် safety ဖြစ်အောင်အုပ်ထုတ်ဆောင်ပြီးဆင်းလာတာပါ drama တွေကင်းပြနေတဲ့သစိန်ကပြောတဲ့စကားကိုငါကနားထောင်ရမှာကြားနေရပဲဆိုပြီးဟစ်ကာတာရဲ့စကားကိုမထီမဲ့မြင်ပြုလိုက်ပါတယ်သူကတက်သားတန်းမကြခင်ရှောင်းအောင်အကိုကြီးလို့ပြောခဲ့တာကိုဟိုကပြန်ပြီးဖဲနေလို့ပါ
အော်တိုချက်လိုက်တော့မှငွေအောင်စပင်နဲ့စာမူရိုင်းဆိုတာသူတို့သိသွားကြပါတယ်။အိုကီတာကတော့မင်းကအေကေတရာမှာရှိနေခဲ့တဲ့ကောင်ပဲလို့မှတ်မိနေခဲ့ပါတယ်။သူတို့ကအရင်ကစုံမှုကြတယ်လေ။ဒါပေမဲ့ဂင်ဒိုကီကတော့မင်းနေပါပြီ။ဟိုလေမင်းကဘာတူလဲ။ဂင်ဒိုကီကဟက်ကာတာကိုအိုကာရှီလို့ခေါ်ပြီးသူ့ရဲ့အလုပ်လုပ်တဲ့အင်ခါမိုးတက်ကိုပြန်တက်သွားပါတယ်။ဂင်ဒိုကီတင်မကပဲအိုကီတာကပါအိုကာရှီလို့ခေါ်နေလို့ဟိုကောင်လည်းစိတ်ဆိုးသွားရပါပြီ။အဲ့ဒီမေဘေးက3ပိုင်း4ပိုင်းလောက်နဲ့ငါ့ကိုမေ့သွားပြီ။ဂင်ဒိုကီကအီရှီတာလိုမျိုးထိပ်ပြောင်နဲ့တစ်ချိန်လုံးလုပ်ရမယ်ဆိုရင်ငါလည်းထိပ်ပြောင်သွားမှာဆိုပြီးစိတ်ညစ်နေခဲ့ပါတယ်။ဘာမှလည်းမဆိုင်ဘူး။အီရှီတာကလည်းအကူတာရှာရမခက်ရင်မင်းနေအောင်ကလုံးဝမလာဘူးဆိုပြီးဂင်ဒိုကီကိုဖောင်းပြန်ထုတ်နေပါတယ်။အစကတော့ဘုံရှင်းတဲ့အလုပ်လုပ်ပြီးအခုတော့အမိုးပြင်းနေရပေါ်ဆိုပြီးဟစ်ကာတာကခေါင်းမိုးတက်တီကိုလိုက်တက်လာပါတယ်။မင်းမကိုပိုင်လေးစားမှုမရှိတော့ဘူးလား။ဟစ်ကာတာကတစ်သားသားပါအသေးယူဆောင်လာပြီးမင်းတို့ကမင်းကလေးတယောက်တည်းရန်ဖြစ်ခဲ့တယ်ဆိုပြီးသူနဲ့ fight ဖို့ပြောလာပါတယ်။အဲဒီနောက်စတင်တိုက်ခိုက်ကြပါပြီ။ဂင်ဒိုကီကအီရှီတာကိုရဲခေါ်ဆိုပြီးပြောနေပါတယ်။ဒါပေမဲ့ဟစ်ကာတာကငါကရဲပဲလေဟာဟုတ်သားပဲငါကောင်ရဲ့ဒီကဘာကြီးကအဆုံးသတ်တော့မှာဟစ်ကာတာကကိုပိုင်ယုံကြည်ချက်အပြည့်နဲ့ဝင်ခုတ်လိုက်တာအဲ့ဒါကအဝတ်ကြီးတက်တာဖြစ်နေခဲ့ပါတယ်။တစ်ဖက်ကနေဂင်ဒိုကီကပြန်ပေါ်လာခဲ့ပြီးတော့ဟစ်ကာတာကိုင်းနိုင်တာကိုတဝက်တိတိပြတ်ထွက်သွားအောင်ဂင်ဒိုကီကခုတ်ချလိုက်ပါပြီ။ဂင်ဒိုကီကတော့ဘာမှဆက်မလုပ်ပဲသူ့ရဲ့အလုပ်ကိုလုပ်ဖို့ပဲဆက်လုပ်ခဲ့ပါတယ်။ဒီမြင်းကိုအိုကီတာနဲ့ကွန်ဒိုတို့ကလည်းအမြင့်တနေရာကနေကြည်နေခဲ့တာပါ။ကွန်ဒိုကတော့သူကမင်းကိုဓာတ်နဲ့ချင်ရဲမယ်ဒါပေမဲ့အကြောင်းမရှိသူကမင်းကိုတိုက်မှာမဟုတ်ဘူးလို့ဂင်ဒိုကီကိုကောင်းကြောင်းနေပြောနေရင်ဒီမာရင်ခေတက်မှာအပိုင်းကိုကပြီးဆုံးလာပါတယ်။ကာဂူရာကပင်လယ်ကြောက်ပွင့်တန်းတွေစားပြီးတော့ချီးတွေပေါက်နေလို့ခလေးတွေကတော့ထပ်ပြီးနေရပါပြီ။အဲ့ဒီအချိန်ဂျိုသားတွေရဲ့တာမီနယ်အဆောက်အုံမြင့်ချီပါ။ဒင်းနောက်ကက်ဆွန်တို့ကမင်းသားဟတ်တာကိုစောက်နေတဲ့သတင်းတစ်ခုကိုတင်ဆက်နေရပဲဖြစ်ပါတယ်။တာမီနယ်ရဲ့ဂိတ်ဖြစ်သွားချိန်မှာတော့မင်းသားဟတ်တာရဲ့အာကာသယာဉ်လည်းရောက်လာမှာပါ။ဂင်ဒိုကီကတော့ရှိုနန်ချက်မဂ္ဂဇင်းကိုမျက်နှာမှာအုပ်ပြီးအိတ်နေခဲ့ပါတယ်။ဆာဒါဟာရုဆိုတဲ့ခွေးတို့လိုကြောင်းလိုတက်တက်ဝါကိုကာဂူရာကခေါ်လာခဲ့လို့ဂင်ဒိုကီတို့ရှင်ပန်ကြီးကိုလည်းလန့်သွားခဲ့ရပါတယ်။တကယ်တော့အဲ့ဒီအကောင်ကိုတယောက်ကဂင်ဒိုကီစီကိုပို့လိုက်တာပါ။အကောင်လေးနဲ့အတူထည့်ပေးလိုက်တဲ့စာရဲမှာတော့အစုံလုံးဂင်တို့နူးညွတ်တောင်းမှန်ပါတယ်ကျေးဇူးပြုပြီးဒီကောင်လေးကိုမွေးထားပေးပါ။ဒါပေမဲ့ဂင်ဒိုကီကတော့သူတို့တော့အနန္တနေရတာမို့လို့ဒီဆာဒါဟာရုဆိုတဲ့အကောင်ကိုမမွေးချင်ပါဘူး။မင်းသားဟတ်တာကတော့ဂျိုသားဂျီနဲ့အတူတရိတ်ဆန်ရုံကိုရောက်ရှိနေပြီးအရန်ကုန်မှာပျော်ရွှင်နေခဲ့ပါတယ်။မင်းသားဟတ်တာဟာတရိတ်ဆန်တွေကိုမြင်ရရင်ပျော်ရွှင်ရတဲ့သူလည်းဖြစ်ပါတယ်။အရင်တစ်ခါကမင်းသားဟတ်တာကအီဒိုကိုလာတော့ကအရန်ကြောက်စရာကောင်းတဲ့အခြေအနေတွေတွေ့ဆုံခဲ့ရတယ်။ဒါကြောင့်အခုအီဒိုမှာရှိတဲ့တရိတ်ဆန်ရုံတိုင်းကိုလိုက်စစ်ဆေးပြီးထူးခြားတဲ့တတဝါတွေကိုပြန်သိမ်းတော့မှာပါ။ဆာဒါဟာရုကဂင်ဒိုကီတို့အခန်းထဲမှာပတ်ပြေးနေလို့အားလုံးရှုပ်ပွားကုန်ပါပြီ။ဆာဒါဟာရုရဲ့အလေးချင်းကမနာကျင်စေပဲလူတွေရဲ့ခေါင်းကိုလိုက်ငုံတာပဲဖြစ်ပါတယ်။ဒါကြောင့်ရှင်ပန်ချီနဲ့ဂင်ဒိုကီတို့ကဆာဒါဟာရုကိုထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့သူတို့ရဲ့ခေါင်းတွေပဲအငုံခံလိုက်ရပါတယ်။အင်ရှင်အိုတိုစီကိုဂင်ဒိုကီကခက်တင်နေသွားပြီးအင်လားစာပေးမယ်လို့ပြောခဲ့ပါတယ်။တခါမှမတောင်းရင်မပေးဘူးတဲ့ဂင်ဒိုကီကအခုပထမဆုံးအနေနဲ့အင်လားကိုစောစောစီးလေးလာပေးသေးတယ်။အရင်ဆုံးလာပေးမယ်လို့ပြောတော့အိုတိုစ်အနေနဲ့ထူးခြားနေရပါတယ်။တကယ်တော့ဆာဒါဟာရုကိုအင်လားကတလားစာအနေနဲ့တတ်မှတ်ပြီးယူဖို့လာပြောတာပါ။အိုတိုစ်ကတော့ဆာဒါဟာရုကိုလက်မခံပါဘူး။ဒါအပြင်ဂင်ဒိုကီကိုလည်းကန်ထုတ်ပစ်လိုက်ပါတယ်။ဟစ်ကာတာနဲ့အိုကီတာဟာဆာဒါဟာရုပုံစံဆွဲထားတဲ့စာရွက်ကိုကင်မြလိုက်ရှာနေကြတာပါအဲ့ဒီချိန်မှာအမောတော်ဟောပြေးလာတဲ့ဂင်ဒိုကီနဲ့ရှင်ပန်ဂျီတို့ဟာဟစ်ကာတာကိုတိုက်ပြီးထပ်ပြေးသွားပါတယ်ရှင်ပန်ဂျီနဲ့ဂင်ဒိုကီကဆာဒါဟာရုကိုဝင်းမဲ့လို့ရှိမှလိုက်ရှာနေတာပါကာဂူရာအိတ်တဲ့အချိန်မှာထွက်လာတာဖြစ်ပြီးကာဂူရာကနိုးတော့ဆာဒါဟာရုမရှိဘူးအဲ့ဒါနဲ့ပဲဘယ်ရောက်သွားလဲဆိုပြီးအပြင်မှာဆာဒါဟာရုရေဆိုပြီးလိုက်ရှာနေခဲ့ပါတယ်ဂင်ဒိုကီကတော့သူ့ရဲ့အကြံဟာဆာဒါဟာရုကိုရှင်ပန်ဂျီရဲ့အိမ်မှာလှုပ်ပစ်ဖို့ပဲလို့ဆိုပါတယ်မင်းအမကိုလူတယောက်ကလိုက်ပြီးနှောက်ယှက်နေရမလားဒါကြောင့်သူ့အမရဲ့အကောင်ဆုံးတတ်တော်ဆောင်ခွေဖြစ်မှာပါလို့အကြံပေးခဲ့တာပါ။အိုတေးကိုဆာဒါဟာရုကိုမွေးဖို့နားချနေတော့မှပဲကာဂူရာကဒေါသတကြီးနဲ့ရောက်ချလာပါပြီ။သူကဆာဒါဟာရုကိုသူ့ကိုယ်တိုင်မွေးချင်တာလေ။အခုတော့တခြားသူတို့ကိုပေးရောမှာဆိုတော့ဂင်ဒိုကီတို့ကိုဒေါသထွက်နေခဲ့ပါပြီ။နေရက်ဆက်တဲ့ဂင်ဆိုပြီးကာဂူရာကကန်ပလိုက်တာဂင်ဒိုကီကကောင်းငင်ထီအောင်နှွှမ်းထွက်သွားတာပါ။ပြီးတော့ဆာဒါဟာရုရဲ့ပါဇက်ထဲဝင်သွားပြီးကိုယ်တစ်ပိုင်းနစ်နေပါတော့တယ်။တိန်ကာဂူရာကဆာဒါဟာရုဆိုတဲ့ယုံလေးတစ်ကောင်ကိုမွေးခဲ့ဘူးပါတယ်။ဒါပေမဲ့တနေ့မှာတော့လူကြီးတွေမသိအောင်ရှုံလေးနဲ့အတူတူအိတ်ချင်တာနဲ့အိယာပေါ်မှာခေါ်ပြီးအိတ်ထားမိခဲ့ပါတယ်။မနေ့ရောက်တော့သူ့ကိုယ်နဲ့ပြီးအဲ့ဒီယုံလေးဆာဒါဟာရုကတည်သွားခဲ့ပါတယ်။အဲ့ဒီရှန်စာပြီးတရိတ်ဆန်လေးရင်နဲ့ဝေးနေရောမယ်လို့ကာဂူရာကဆုံးဖြတ်လိုက်တာပါ။ဘာလို့လဲဆိုတော့သူ့ကိုယ်သူတော်ထင်းကြောင်းတာညံ့လွန်းနေရလေ။အခုမှဒီဆာဒါဟာရုကလည်းအကောင်ကြီးဆိုတော့မွေးဖို့အဆင်ပြေသွားပြီ။ဒါကြောင့်သူနဲ့အတူရှိနေဖို့ကာဂူရာကဆုံးဖြတ်ချက်ချရတာလည်းဖြစ်ပါတယ်။အဲ့ချိန်ဟစ်ကာတာနဲ့အိုကီတာကရောက်လာပြီး80စက္ကန့်ပြီးရဲတွေလက်ထဲကိုအဲ့ဒီအကောင်ကိုထည့်ပေးဖို့ပြောခဲ့ပါတယ်။ဒါမဲ့ဂင်ဒိုကီကတော့ညှင်းဆန်ခဲ့ပါတယ်။မင်းသားဟတ်တာနဲ့ဂျင်မောင်းလာတဲ့ကားရှိကိုဆာဒါဟာရုလိုက်လို့ပြေးလာတဲ့ရှင်ပန်ချီဂင်ဒိုကီတို့ကဖျက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကားမတော်စားမှုဖြစ်ပြီးအကုန်လုံးကမှောက်ကုန်ပါတယ်။ဂျီကတော့အချိန်ကူးပြောင်းဆက်နဲ့
ကာမတိုက်ခင်ကာလကိုပြန်သွားဖို့လုံနေခဲ့ပါတယ်။မင်းသားဟန်တာကတော့ဆာတာဟာရုကိုကြည့်ပြီးဒါကနှက်ခွေးပဲအတော့ကိုရှားပါတဲ့မျိုးစိတ်ဆိုပြီးသဘောကျနေပါပြီ။ဆာတာဟာရုကိုကားပေါ်ကျိုးချီတင်ကထွက်သွားခဲ့ပြီးတော့လမ်းမှာကာကူရာကဓာတ်ကိုအမှတ်တမဲ့တွေ့လိုက်ရပါတယ်။ဂင်ဒူကြီးကလည်းဆာတာဟာရုဟာကာကူရာရဲ့သဘောကျဆိုဒရိတ်ဆန်ဖြစ်နေရကြောင်းမရရအောင်ဂျီရိုစီမှာလိုက်ယူခဲ့ပါတယ်။ဆာတာဟာရုပြန်ပြေးနှမ်းဆုပ်ပြီးကာကူရာကကားနောက်ကလိုက်လာပြီးဂျီကတော့ကာကူရာကိုတနက်နဲ့ပြစ်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ကာကူရာကထီးညက်တစ်ချက်ရိုက်လိုက်တာကားပါလွန်းထွက်ပြီးဖောက်သွားပါပြီ။ဒါပေမဲ့ဆာတာဟာရုကကားပေါ်မှာရှိနေတာကိုသူကသတိမေ့သွားခဲ့တာပါ။ဆာတာဟာရုကကားနဲ့အတူရီရောက်တဲမြုပ်ပြီးတေးသွားပြီးထင်ခဲ့ပေမဲ့ဆာတာဟာရုကိုကင်တိုကီကကယ်ထားခဲ့ပါတယ်။ဒါကိုသိတော့ကာကူရာကလည်းပျော်သွားခဲ့ပါပြီ။ဒီမှာရင်ဂင်တမအပိုင်း30ပြီးဆုံးလာပါတယ်။